မျိုးသမီးပုံမှာမလုံမလဲပုံမှာကျွန်တော်ဦးလေးဖတ်တဲ့စာအုပ်သွားတွေ့တယ်သူအဲ့ရဘေးကစပွဲပေါ်မှာရှိကျွန်တော်အဲ့ဒီစာအုပ်ကိုဖတ်ချင်ပါတယ်ကိုကလည်းလူပြိုပေါက်ဆိုတော့စိတ်ဝင်စားပါတယ်ဦးလေးကိုသွားပြောရင်လည်းနှရင်အရိုက်ခံရမှသိကြတယ်မပြောဘဲနဲ့အသာလေးတိတ်တိတ်ယူဖတ်ရင်ပူပြက်ကကြီးမယ်ကျွန်တော်မနေနိုင်ဘူးဗျာဖတ်ချင်တော့အကြည့်တော့ရိုက်ချင်လည်းရိုက်ပါစေတော့ဦးလေးကိုကျွန်တော်သွားပြောတယ်ဦးလေးလို့အဲ့ဒီစာအုပ်ကလေးကျွန်တော်ဖတ်ချင်တယ်အဲ့လိုလည်းပြောလိုက်အောင်ကျွန်တော်ထင်တာနဲ့ပြောင်းပြန်ဦးလေးကဟာအတော်ပဲတဲ့ငါဒီစာအုပ်မင်းကိုဖတ်ခိုင်းမလို့ကွာအဲ့တော့မင်းကလာတောင်းဆိုတော့ဟန်ကြလိုက်လေကွာရော့ငါတူဖတ်အစာအဆုံးဖတ်ဘသူရေးတဲ့စာအုပ်တုံးဆိုစာရေးဆရာကြီးဦးသိန်းဖေမြင့်ရေးတဲ့စာအုပ်ပါစာအုပ်နာမည်ကတက်ခေနတ်ဆိုးတဲ့ဒီကိုခန္ဓာနဲ့ယဉ်ပြီးတော့စီးပွားရှာတဲ့မိန်းမတွေအကြောင်းအဲ့ဒီလိုမျိုးသမီးတွေနဲ့ပျော်ပါတဲ့လူတွေရဲ့အကြောင်းရေးတာဝတ္ထုကအမတန်ကောင်းနေဗျာဆရာဦးသိန်းဖေမြင့်ကလည်းစာရေးကောင်းလိုက်ကျွန်တော်ရှစ်ခိုးပါတယ်ဆရာဒီစာတစ်ပုဒ်ထဲနဲ့ဦးသိန်းဖေမြင့်တန်လိုက်တာစာပေတာဝန်ကျေလိုက်တာကျွန်တော်ကလာသားလူပြုံပေါက်စအဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့ဒီမကောင်းတဲ့မျိုးသမီးတွေနဲ့ငွေပေးပြီးတော့ဆက်ဆံရမှာကိုကြောက်လိုက်တာကြောက်အောင်ဆရာကကြေကွဲအောင်ကြောက်အောင်ရေးထားတယ်နောက်ဆုံးယောဂါတွေရပြီးတော့လူကနူတယ်လို့ဖြစ်မျက်စိကွဲကြောရိုးတဲ့ကိုကလာသားယောဂပို့ရောက်ကြောရိုးကျိုးဒုက္ခိတဘွားဖြစ်ပြီးတဲ့ခါကျတော့ဒီသူချစ်သူကောင်မလေးရှိတယ်အဲ့ဒီကောင်မလေးနဲ့လက်ထပ်ဖို့ကိစ္စတွေလည်းအကုန်ပြက်ပြီးတော့ဝန်းနေခြေကွဲเสียဘွားကြီးပါပဲအဲ့ဒီမှာဆရာကစာရေးကောင်းတဲ့ခါကျတော့ချုပ်အသိပညာပေးတယ်ဆိုပြီးတော့ရသမှာအားပြက်သွားတယ်ပညာပေးတွေစွတ်များတဲ့ခါကျတော့ရသကအားမကောင်းတော့ဘူးအဲ့ဒီခါမှာကျွန်တော်တို့နှလုံးသားကိုမထိခိုက်ဘူးမစွဲမြဲဘူးပေါ့ဆရာကတော်တဲ့ခါကျတော့ပညာပေးတွေမရေးဘူးဟိုတကယ်ရသထဲမှာအဲ့ဒီပညာကပါသွားတယ်ဒီကလာသားယောဂပူကျွန်တော်တို့ကိုခန္ဓာထဲကိုဝင်သွားပြီဆိုရင်ကျွန်တော်တို့ကဆေးတွေတောက်တာပေါ့ပျောက်ပြီလို့ထင်မှမပျောက်ဖဲနဲ့သွေးထဲမှာကြံနေတယ်လူပြိုဘွားတော့ကဒီယောဂရနောက်ပျောက်အိမ်တောင်ပြုတ်တဲ့ခါကျတော့ကိုမိမကိုဒီယောဂကူးတယ်မသိဘူးကလေးလေးမွေးလာတဲ့ခါကျတော့မျက်မမြင်လေးမွေးတယ်အားကောင်အယိုးမပါတဲ့ကလေးမွေးတယ်အဲ့ဒါတွေကဗျာဆရာကဝတ္ထုထဲမှာကျွဲကူးရေးပါပြောတတ်လိုက်တာကျွန်တော်အဲ့ဒါလဲဖတ်ပြီးရောအဘဝမလုံမလဲကိုကြည်ကျင်စိတ်လည်းမရှိတော့ပါဘူးအဲ့ဒီလိုဟာတွေနဲ့ကဲကျင်စိတ်လည်းမရှိတော့ပါဘူးစာချစ်သူများကိုအမှန်တိုင်းဝန်ခံရရင်ကျွန်တော်အဲ့ဒီဟာကင်းရှင်းအောင်နေခဲ့နိုင်တယ်ဘာဖြစ်လို့တော့ကိုအိမ်အောင်ကြရင်ကိုချစ်လို့ယူထားတဲ့မိန်းမဘူးမသိဘာမသိဒီယောဂကူတော့မယ်အဲ့ဒီပူဆိုးတာကကိုမွေးတဲ့ကလေးကိုရဲ့မလိမ္မာမှုနဲ့ကာလာသားယောဂစစ်ဖလစ်ယောဂပါလာတော့မယ်ကျွန်တော်ကောင်းမွေသားသမီးကိုမပေးနိုင်ဘူးရှက်ဖို့ကောင်းလိုက်တာအဲ့လိုတွေးမိတဲ့အတွက်ဒါကိုရှောင်ကျဉ်နိုင်ခဲ့ပါတယ်အိမ်တော်ပြုတ်တဲ့ခါမှာတတ္တိရှိပါတယ်ငါအကြောင်းတော့မင်းမညစ်နွမ်းစေရဘူးငါသားသမီးယောဂဆိုမပါစေရဘူးကြည့်ပါဥသိမ်းဖေမြင့်ရေးတဲ့စာကလေးတုပ်ကိုဖတ်ရတာကျွန်တော်လူတွေဘယ်နှယောက်ရှိမှလည်းမသိဘူးကျွန်တော်ကိုယ်တိုင်တော့ကောင်းစွာဘဝကိုနေထိုင်တတ်စေခဲ့ပါတယ်စာပေကျေးဇူးကြည်ပါတယ်ရှာဥသိမ်းဖေမြင့်ကျေးဇူးကြည်ပါတယ်နောက်တစ်ခါတော့အဲ့လိုပဲပြကျွန်တော်ဖတ်ရင်းနဲ့ဒီသိထားတာလေးပေါ့တနေ့မှကျွန်တော်မိသားစုနဲ့တနင်္ဂနွေနေ့ဆိုရင်ကျွန်တော်တို့ထမင်းစားရတာပြောပါတယ်ကျွန်တော်ကလည်းဝန်တန်းကျွန်တော်ဇနီးကလည်းကျောင်းဆရာမကျွန်တော်တို့အတူတူထမင်းစားရတဲ့အချိန်နေပါတယ်တနင်္ဂနွေနေ့ကြလို့ရှိရင်ဖြင့်သူလည်းကျောင်းပိတ်ကျွန်တော်လည်းယုံပိတ်ကျွန်တော်သားလေးနဲ့သမီးလေးလည်းကျောင်းပိတ်မိသားစု၄ယောက်ထမင်းလက်ဆောင်စားရတယ်အဲ့လိုနေ့လေးတွေကမမေ့နိုင်တဲ့နေ့တွေပါပဲစကားသမီးတွေပြောပေါ့ပြောကြကျွန်တော်သားကကျွန်တော်ပြောနေတာကိုလူပြောတယ်လူပြောရင်းနဲ့ဒီကောင်မျက်လုံးပြူသွားတယ်မျက်လုံးပြူပြီးတော့ငြိမ်ပြီးတော့မချိမဆန့်ဝေဒနာခံစားနေရတယ်ကျွန်တော်သိတာပေါ့လေနည်းချင်းဆိုင်မယ်နှခမ်းနေပြလာပြီကျွန်တော်မိမလည်းသိသွားတယ်ဟဲ့လှုပ်ပါဦးသားဘာဖြစ်လို့မသိသားနဲ့လှမ်းခေါ်တယ်မလှုပ်နိုင်မျက်လုံးပြူးနေတယ်
ကျွန်တော်ချက်ချင်းထိုင်းနေရနေဒီကောက်နောက်ကိုပြေးထသွားလိုက်ပါတယ်ပြေးထသွားလိုက်ပြီးတော့ဒီကောက်ရဲ့အရှိုက်နေရာကိုမိအောင်နောက်ကနေလက်နှစ်ဖက်နဲ့တိုင်းဖက်လိုက်ပါတယ်ဖက်လိုက်ပြီးတာနဲ့ရုပ်တရက်အင်္ဂနနေအောင်ဆွဲညှစ်ပလိုက်ပါတယ်ဒီကောက်အသက်ရှူတဲ့လမ်းကြောင်းထဲကိုဝင်သွားတဲ့ထမင်းလုံးကြီး fruits နဲ့ထွက်သွားတယ်အဲ့တော့မှဟာဗျာဒါတော့သေပြီးအောင်မေးတာအသက်ရှူလို့မရတော့ဘူးကျွန်တော်ဖတ်တဲ့စာတစ်ပုဒ်ထဲမှာအဲ့ဒါကလေးကိုအမှတ်မထင်တွေ့ထားခဲ့လို့ကျွန်တော်တို့မိသားစုဘဝကြေကွဲเสียဖြစ်သွားနိုင်ပါတယ်ကြည့်ပါတဲ့စာလေးတွေအတူထွာလေးတွေဖတ်မိတာတောင်မှတစ်ချိန်ချိန်တနေရာမှာကောင်းကျိုးရှိပါတယ်စာတွေများများဖတ်မိလေလေကောင်းကျိုးတွေအများကြီးရလေလေပါပဲဒါကြောင့်မို့လို့တိုးတက်တဲ့နိုင်ငံတွေကစာတွေကိုတားဖတ်နေကြတယ်ဒီသတင်းစာကိုပဲမနေ့သတင်းစာညနေသတင်းစာအချိန်မတူတဲ့အခါမှာပြောင်းလဲတဲ့သတင်းကိုမနေ့ကသတင်းစာလည်းဖတ်ညနေသတင်းစာလည်းဖတ်ဒီသတင်းစာနဲ့ဟိုသတင်းစာနဲ့မတူရင်လည်းသတင်းစာစုံအောင်ဖတ်ဟိုမိသားဆောင်ရင်လည်းစာဖတ်နေကြပါတယ်အစည်းအဝေးဆောင်ရင်လည်းစာဖတ်နေကြပါတယ်ချစ်သူနဲ့ချိန်ထားလို့မလာနိုင်သေးရင်လည်းစာဖတ်ပြီးတော့စောင့်နေကြပါတယ်အကုသို့ဒေါမနတ္တရီမဖြစ်တော့ပါဘူးယထာကလည်းမလာနိုင်ဘူးကာကိုဆဲခြင်းလို့လို့အဲ့လိုဒေါမနတ္တရီလည်းမဖြစ်တော့ပါဘူးလာပြီဆိုတော့စောက်ကလေးပိတ်ဘေးအိတ်ထဲကိုထက်တက်လိုက်သွားပေါ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ချိန်တွေမဆုံးရှုံးလိုက်ပါဘူးလကားမဖြစ်လိုက်ပါဘူးအဲ့တော့စာတို့ကိုဖတ်ပါလို့ပြောချင်ပါတယ်ကျွန်တော်ကစာဖတ်လို့ကျွန်တော်လည်းပဲဒီလိုဘဝအချိန်တွေရောက်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းကအင်မတန်သိငယ်စိတ်ရှိပါတယ်လူညံ့ပါပဲသိငယ်လူကညံ့သွားပြီးသားအောင်မေးတော့သိငယ်စရာတွေကလည်းလူတွေမှာမျိုးမျိုးရှိပါတယ်အဖေမရှိရင်လည်းသိငယ်တယ်အမေမရှိရင်လည်းသိငယ်တယ်အဖေရောမေရောနှစ်ယောက်စလုံးမရှိတော့မိဘမဲ့ပိုးသိငယ်တာပေါ့အဖေနဲ့မေအိမ်တော်ကွဲသွားရင်လည်းကလေးစိတ်ထဲမှာအားငယ်တယ်သိငယ်တယ်မိဘဆင်းရဲရင်လည်းသိငယ်တယ်ကျွန်တော်တို့မှာသိငယ်စရာအကြောင်းတွေအများကြီးပဲအဲ့ဒီသိငယ်စရာအကြောင်းတစ်ခုခုကြောင့်သိငယ်နေကျွန်တော်တို့နာပြီတချို့များမဆင်းရဲတော့မဆင်းရဲပါဘူးနှစ်ထပ်အိမ်နဲ့ဒါပေမဲ့လို့ဘေးကတိုက်ကြီးနှစ်ခုရဲ့ကြားထဲရောက်နေတော့အဲ့ဘေးကတိုက်နှစ်ခုမော့ကြည့်ပြီးဒီကောင်နှစ်ထပ်အိမ်နဲ့သိငယ်နေတဲ့ကောင်လည်းရှိသေးတယ်အဲ့တော့သိငယ်ပြီဆိုရင်လူကပျော့ညံ့သွားတယ်အယိုးပြော့ယောဂရတယ်လို့ပဲခွေခောက်သွားတယ်သိငယ်ချင်းနဲ့အတူတူလွမ်းတယ်လို့ဆွေးတယ်လို့ဝမ်းနေတယ်လို့စိတ်ကပျော့သွားတဲ့အတွက်လူပါပျော့ညံ့သွားပါလေသိငယ်ချင်းဆိုတာအဲ့လောက်ကြောက်ဖို့ကောင်းပါလေကျွန်တော်ငယ်ငယ်တုန်းကသိငယ်စိတ်ကြီးကြီးရှိခဲ့ဘူးပါလေရှိသိငယ်စရာအကြောင်းလည်းရှိလို့ပေါ့ကျွန်တော်ရွာကလေးကစင်နိုင်ဆိုတဲ့မြို့ကလေးကမြို့သေးသေးပါပဲမြို့နယ်မြို့အဲ့ဒီမြို့ကလေးနဲ့6မိုင်ဝေးတဲ့နေရာမှာကျွန်တော်ရွာကလေးရှိပါတယ်ရွာနာမည်ကဝန်းသူတဲ့ဒီလယ်သမားရွာကလေးပါပဲဒီရွာလို့လယ်သမားကြီးပဲကျွန်တော်အဖေလည်းလယ်သမားပဲကိုယ်ပိုင်လယ်ကလေးရှိလို့ကျွန်တော်တို့ခမင်းနဲ့မှစားရပါတယ်လယ်သမားကစဘာထွက်တယ်ဗျာပဲရတယ်နှမ်းထွက်တော့စီရတာပေါ့ခမင်းစားဖို့တော့မပူရပါဘူးကျွန်တော်9နှစ်အရွယ်ရှိတော့အဖေကွယ်လွန်သွားပါတယ်အမေ24နှစ်မှာမုတ်ဆိုးမှဖြစ်တယ်မလုတ်တမကင်တတ်နဲ့လေယာစီးပွားကလေးအမေလက်ထက်မှာပြက်သွားကျွန်တော်တို့ဆင်းရဲသွားတယ်ကျွန်တော်ကိုဖေကြီးနဲ့မေကြီးကခေါ်ယူပြီးတော့မွေးစားပါတယ်စဉ်းစားကြည့်ပါ9နှစ်သားမှာအဖေကွယ်လွန်တော့အားငယ်တာပေါ့အဖေကြီးမေကြီးနဲ့နေရတော့လေစိတ်ထဲမှာတိမ်ငယ်စိတ်ရှိပါတယ်ဒါအဖေကြီးကတော့အဲ့ဒီရွာကလေးမှာမဆိုးပါဘူးသူတယောက်ပဲဒီရွာလေးမှာလယ်သမားမဟုတ်တာဖေကြီးကအဲ့ဒီရွာကလေးမှာမူလာတန်းကျောင်းအုပ်ပါပဲသို့တော့မူလာတန်းကျောင်းအုပ်ဆိုလို့သူ့မှာလက်ထောက်ကတော့တယောက်မှမရှိပါဘူးသူ့ဘာသာတယောက်တည်းအုပ်နေရတဲ့ကျောင်းမှာပဲဖေကြီးကျောင်းကလေးကလည်းကျင်းချင်းလေးပါပဲဗျာဒီစတိတ်ကုံတချမ်းလောက်ပဲရှိပါတယ်ဟိုနားမှာကလေး20လောက်သူငယ်တန်းကြီးသင်မုံကြီးတစ်ချက်နဲ့သင်မုံကြီးဆိုတာလဲကောင်းကောင်းကန်ကန်မဟုတ်ပါဘူးသူ့ပြားပေါင်ကိုတ်ထားတာပါပဲအဖြစ်ပဲတငယ်တန်းလေးပြီးတော့ဒီနားမှာတငယ်တန်းကြီးကလေး16ယောက်လောက်သင်မုံကြီးတစ်ချက်နဲ့ဒီနားမှာ16ယောက်လောက်ရှိတယ်ဒီဘက်နားမှာကျတော့ဒုတိယတန်း14ယောက်လောက်ရှိတယ်ဒီဘက်နားမှာကျတော့တတိယတန်း6ယောက်လောက်ရှိရတယ်ဟိုဘက်မှာ4တန်း2ယောက်လောက်ပဲရှိရတယ်ကျွန်တော်တို့အကြောင်းကလေးမှာတငယ်တန်းလေးမှာလူအများဆုံးပါပဲ
4 တန်းရောက်ရင်ကျောင်းသားမရှိသလောက်နည်းသွားတယ်ဘာဖြစ်တာတော့ဆိုတော့ကျွန်တော်တို့ရွာလေသမားတွေကဒုတိယတန်းလို့အောင်လို့သေစာရှင်စာဖတ်တိုင်းတော်ရောပေါ်ကျောင်းထုတ်သွားကြကျွဲကျောင်းခိုင်းနွားကျောင်းခိုင်းတယ်ကျွန်တော်တငယ်ချင်းတွေညံကောင်းပါရဲ့နဲ့ကျွဲကျောင်းနွားကျောင်းလဲကူလီလဲလူသားဘဝရောက်သွားကြပါတယ်အဲ့ဒီကျောင်းကလေးမှာတရန်းနဲ့ဘာမှကာထားတာမရှိပါဘူးကာလို့လည်းပဲဖြစ်မလဲဆရာကတယောက်တည်းရှိတယ်ခလေကောင်ကထိုင်ကြည့်ရင်အတန်းအားလုံးအုပ်ချုပ်ပြီးသားဖြစ်တယ်သို့တော့ဖေကြီးကပထမတန်းကိုသွားစာပြနေဒီ 4 တန်းအကောင်ကြီးကြောက်တင်မုန်းနဲ့ခုတ်ကုန်ကြပြီရံပွဲချတယ်ဖေကြီးက 4 တန်းကိုပြေးပြီးတော့စူပြောရံပွဲဖြင်းနေတော့ဒုတိယတန်းအကောင်ကြီး2 ပန်းချပြန်ပြီဒုတိယတန်းပြေးရပြန်ပြီအဖေကြီးခင်ဗျာစာသင်ရတာကနည်းနည်းရံပွဲဖြင်းရတာကများဒီเจ้าမှာကျွန်တော်ကမူလတန်းပညာသင်ရတယ်အဲ့ဒီเจ้าကလေးမှာကျွန်တော်သိကြိုက်တာတခုရှိပါတယ်ဘာလဲဆိုတော့စာမေးပွဲလုံးဝမရှိပါဘူးဟိုသိဟန်ကြတာပါပဲအမေရိကန်တို့ဘာတို့မှာစာမေးပွဲစစ်တာမရှိဘူးတန်းတင်ပေးတယ်တဲ့ကျွန်တော်တို့ရွာเจ้ากလေးကလည်းခင်မီတိုးတက်ပါတယ်စာမေးပွဲမရှိဘူးအဲ့တော့ဒီပထမဆန်းတို့ဒုတိယဆန်းတို့မရှိဘူးအတန်းတင်စာမေးပွဲကြီးဒါလည်းမရှိပါဘူးအဲ့တော့နွေရာသီသူများကျောင်းနေပိတ်ရင်ကျွန်တော်တို့ကျောင်းလက်ခတ်တီနဲ့ပိတ်ချလိုက်တာပါပဲစာမေးပွဲတွေပြီးသွားတဲ့သဘောပါပဲကျောင်းပြန်ဖွင့်တဲ့ခါကျတော့ဖေကြီးကဟိုပရင်းမောင်နာကကောင်းနေဒီစပွဲနာကိုရွှေ့လိုက်ဒါတန်းတက်သွားတာပါပဲဒီစပွဲနာကကောင်းနေကောင်းရင်ပေါက်ကိုသွားလိုက် 4 တန်းရောက်သွားတာပါပဲဟိုတယောက်မှလည်းမကြပါဘူးဘယ်ကြမလဲဖြေမှမဖြေရတာပဲအေးမင်းเจ้าနာဆက်တက်နေအတန်းကတော့မှန်အောင်နေမှာပဲဟိုရော့သွားတာတော့မတတ်နိုင်ဘူးအဲ့လိုနည်းနဲ့ဗျာကျွန်တော်က 4 တန်းရောက်သွားတယ်ကျွန်တော် 4 တန်းရောက်တဲ့နှစ်ကျတော့ဖေကြီးကစာမေးပွဲဖြေရမယ်4 တန်းစာမေးပွဲဖြေရမယ်အော်တစ်သက်လုံးမဖြေဘူးတဲ့စာမေးပွဲဘယ်လိုဖြေရမှန်းလည်းမသိအဲ့ဒီနှစ်ကျတော့မှဗျာဖြစ်ပုံ 4 တန်းကဘုတ်စစ်စာမေးပွဲတဲ့ကိုရွာကိုเจ้าဖြေလို့မရဘူးမြို့เจ้าသွားဖြေရမယ်ဟာပူဆိုးနေပါပြီအဲ့ဒီနှစ်ကကျွန်တော်တို့เจ้าမှာ 4 တန်းเจ้าသားကလည်းများဆဆပါပဲကျွန်တော်တယောက်တည်းရှိတယ်အဲ့ဖေကြီးကဖြေဆိုတော့လေဖေကြီးကြောက်တော့သွားဖြေရတာပေါ့ဖြေလိုက်တော့လေအောင်သွားပါတယ်ဗျအဲ့ဒီနှစ်ကကျွန်တော်တို့เจ้าရဲ့ 4 တန်းအောင်ချက်ကတော့ယာနှုံးပြေးပါပဲတယောက်တည်းဖြေတာတယောက်တည်းအောင်တော့ယာနှုံးပြေပေါ့ကျွန်တော်ကြရင်လည်းယာနှုံးပြေကြမှာပဲဗျစင်နိုင်မြို့ပေါ်ထက်တန်းကျောင်းကနာမည်ကြီးသူက54ယောက်တွင်းတယ်50အောင်နဲ့4ယောက်ကြတယ်ကျွန်တော်တို့ကျောင်းရဲ့အောင်ချက်ကိုမမီပါဘူးလို့အဖေကြီးကသဘောကျသွားမင်းမြို့ကျောင်းဆက်တယ်ရမင်းကျွန်တော်ရင်မြို့ကျောင်းသွားတက်တာတယောက်မှမရှိပါဘူးဘယ်ရှိမလဲဗျာ6 မိုင်ဆိုတော့သွားပြန်12 မိုင်ဝေးတယ်ဆက်ဘိန်းကလေးဝယ်ပေးရလက်သမားတွေကဝယ်မပေးနိုင်ပါဘူးအဲ့ဒီတော့ကလက်သမားပြောတာအခုတော့ဆိုင်ကယ်တွေမနေဆောင်နေရတယ်ကွန်ဆေးတွေပါဒီကောင်းတာကိုအဲ့တော့အဖေကြီးကတော့သူ့မြီးကိုစားတတ်စေခြင်းနဲ့တဲ့အကြောင်းဆရာကိုဝယ်ပေးမယ်တဲ့ဘိန်းတော့ကျွန်တော်ကံမကောင်းပါဘူးကျွန်တော် 4 တန်းအောင်တဲ့နှစ်မှာအဖေကြီးကအငိမ့်စားယူရတယ်အဲ့ဒီတော့က55နှစ်ဆိုရင်ပင်စင်ယူရတဲ့ကာလပြအဲ့ဒါနဲ့ဖေကြီးလာကမရတော့သူ့မှာရခင်ကရှိထားတဲ့ငွေကလေးနဲပါတယ်အဲ့ဒီငွေကလေးရှိစုမဲစုနဲ့ဘိန်းတစ်စင်းလိုက်ရှာငွေအားကနဲတော့ရလာတဲ့ဘိန်းကလေးကအတော်အိုပါတယ်ဘယ်လောက်များအိုတော့ဆိုရင်အဲ့ဒီသက်ရွယ်ကနေခုလောက်ကြီးတဲ့အထိအဲ့ဒီဘိန်းလောက်အိုတာကျွန်တော်တခါမှမတွေ့ဘူးတော့ပါဘူးကျွန်တော်ဘိန်းလေးတစ်ခုလုံးမှာအယောင်လက်တနေရာမှမရှိဘူးလက်ကင်မဲလေးပဲမဲမှာပေါ့တန်ကြီးတွေတက်နေတာပဲဂွေမဲပါတယ်စပုတ်တန်တစ်ချောင်းမကြံကုန်မဲပါတယ်အဲ့ဒီဘိန်းအိုလေးကိုဝယ်ပေးတဲ့အဖေကြီးရဲ့ကျေးဇူးကိုရိုးရိုးသေးသေးရှိခိုးကြော့ပါတယ်ဒီဘိန်းအိုကလေးကိုလည်းကျွန်တော်သိချစ်ပါတယ်လောက်ကြံပြောတာမဟုတ်ဘူးဗျာကျွန်တော်မှတ်မိတယ်ညအဲ့ရဝင်တိုင်းတစ်ခါနန်းနေဗျာအဲ့ဒီဘိန်းကလေးကိုဘယ်နာနန်းတော့လက်ကင်ဆုံးကဝက်ဥမဲလေးနန်းပါလေဆောင်းတွင်းဆိုရင် तू ကအေးဆက်ဆက်မာကြောပဲမကောင်းဘူးနန်းလို့
မကောင်းလဲကျွန်တော်ချစ်တော့နမ်းပါနောက်တော့ရိုးသွားတော့မနမ်းတော့ပါဘူးဒီဘိန်းကလေးကျွန်တော်ရွာထဲကိုစီးလို့ရှိရင်ရွာထဲကကလေးတွေဝိုင်းကြည့်ကြတယ်တရွာလုံးမှာဒီတစင်းရှိတာဟုတ်အဲ့တော့သူတို့ကအံ့ဩတယ်အိုးဘိန်းကလေးနှစ်ဘိန်းကိုလက်ကင်ကလေးတစ်ခုတည်းနဲ့မလဲအောင်ထိန်းထားနိုင်တယ်တဲ့အံ့ဩလို့ကျွန်တော်ကလည်းလက်တစ်ဖက်တောင်လှုပ်ပြလိုက်သေးကြွားတာနှစ်ဖက်တော့မလွတ်ရဲဘူးဂျွန်းပြစ်သွားမယ်အဲ့တော့ကိုရွာတော့ကိုဘိန်းကလေးနဲ့ဟုတ်လို့စစ်နိုင်မျိုးကြောင်းကြတော့သူတို့ကဗျာလေးသားအောင်တဲ့သားသမီးတွေကိုလေးဘိန်းဟန်ပါပြီးမိဘတွေကအသစ်တွေဝယ်ပေးကြကျွန်တော်တို့ခေတ္တကလေးသားအောင်ကျေးလက်စိုက်ပျိုးရေးမန်နေဂျာကြီးအလုပ်ရတယ်ခုနှစ်တန်းအောင်လို့ရှိရင်ကျောင်းဆရာရလျှောက်လို့ရပြီစည်ရေးလျှောက်လို့ရတယ်အဲ့တော့လေးတန်းလောက်အောင်တဲ့ကလေးကိုမိဘတွေကပေးတာပေါ့ရလေးဘိန်းတို့ဟန်ပါဘိန်းတို့အသစ်တွေသူတို့ဘိန်းတွေကဗျာနေရောင်နဲ့စီးသွားရင်တပြောင်ပြောင်တလက်လက်နဲ့ကျွန်တော်ဘိန်းကတော့ဘာရောက်မှမထွက်ပါဘူးကျွန်တော်ကတော့အဆင်ပြေအောင်တွေးပါတယ်ကောင်းတယ်လို့ငါဘိန်းကနေရောင်နဲ့စီးသွားရင်ဘသူမျက်စိမှဒုက္ခမပေးဘူးဘာရောက်မှမထွက်တာဘယ်လိုလုပ်ပေးမလဲဘိန်းချင်းရှင်တော့ကျွန်တော်ရှုံးအဝတ်စားချင်းရှင်တော့လေရှုံးတာပဲဘိန်းကအိုးလမ်းကကျန်းတတိုင်းတိုင်းလဲရင်လည်းမသက်သာပါဘူးဂျွန်းပြစ်ကြဖုန်လေးကပေးတစ်ချိန်လဲတော့ကျွန်တော်ခါတယ်နှစ်ချိန်လဲတော့လေခါသေးတယ်သုံးချိန်လဲတော့မခါရင်တော့ပါဘူးခါရင်လဲပြန်လဲအောင်ပါပဲခဏခါရတာမောတယ်ကွာမြို့เจ้าကြမှာအားလုံးပေါင်းခါတော့မယ်အဲ့ဒီကြတော့လေဗျာချွေးနဲ့ဖုန်နဲ့ကတ်တော့အင်ကြီးလေးတွေကပေးလို့နွမ်းလို့သူတို့မျိုးပေါ်เจ้าသားတွေကတော့ဗျာဘိန်းကကောင်းလန်းကကောင်းเจ้าနဲ့အိမ်ကနီးအင်ကြီးမီးဘူးကြဖြူဖွေးလွှတ်လို့အရေးရောင်ချင်းဘယ်တူပါမလဲဗျာတကယ်တော့ပိဿချင်းတောင်မတူပါဘူးသူတို့ပိဿလေးတွေပိုကောင်းပါလေကျောင်းစိမ်းချင်းတူရင်သူတို့လုံကြီးလေးတွေပိုစိမ့်ပါလေဟိုကျွန်တော်တမင်လိုက်ပြိုင်တာမဟုတ်ပါဘူးမသိမသာရှိုးလိုက်မြင်နေရတာပါပဲဝတ်စားခြင်းလဲရှုံးမြန်ပြီမုံကိုကျွန်တော်ဖွားကတနေ့မှတမူးပဲပေးနိုင်တယ်အဲ့တုန်းကမူးခစ်မခစ်တမတ်ဆိုရင်ခောက်ဆွဲတော့မုံဒီတော့လက်တော့စုံအကုန်စားလို့ရတမူးမကတ်နိုင်ဘူးဘာစားရတော့ကျွန်တော်တို့အညာဒေသဂျုံစီတွေကိုထညက်နဲ့ပြစ်နေအောင်ကြိုးအုံသီးဆံမုံလေးဖြူထားတမူးဖို့စားရင်ဘိုက်ကိုကားသွားတာပဲတနေ့လုံးမစားတော့ပါဘူးကျွန်တော်နေတိုင်းဂျုံယိုတစ်ခွက်မှန်တီးရပါတယ်အသက်ကြီးလို့ခုကျမ်းမာရေးနဲ့အာဟာရအကြောင်းတွေဖတ်တော့ဟိုကျွန်တော်ကျမ်းဖန်ကံကောင်းခဲ့တာကိုအဲ့ဒီဂျုံစီနဲ့ထညက်ကိုကြိုထားတာတဲ့ကလေးရွယ်လူငယ်တယောက်ကိုတိုက်ရင်ခွန်အားဗလားဖြစ်စေတယ်တဲ့ကျွန်တော်အရာ6ပေရှိပါတယ်အဲ့ဒီဂျုံယိုတွေကျေးဇူးပါပဲဟိုလက်တော့စုံနေပါတယ်စားတဲ့ကောင်လေးဝန်းလျှော့နိုင်ပါတယ်ကိုမစားနိုင်တော့လေအဲ့လိုပြောရတာပါပဲမုံဘိုးချင်းရှင်တော့လေကျွန်တော်ရှုံးနေဗျအဲ့ဒါဒီဆုံးပါစေကွာကိစ္စမရှိပါဘူးစာကြမင်းရတာရင်ပြီးတာပဲစာကြတော့လေကျွန်တော်ရှုံးတာပါပဲရှုံးမှာပေါ့စာချစ်သူများစဉ်းစားကြည့်ပါအဖေကြီးเจ้าမှာအတန်း6တန်းရှိတာမှဆရာကတယောက်တည်းသူတို့မျိုးပေါ်เจ้าမှာက4တန်းကဘုတ်စေအရေးကြီးတယ်ကွာ6ဘာသာရှိရင်ဆရာမ6ယောက်တင်တာဗျသင်္ချာကျွမ်းတဲ့ဆရာမကသင်္ချာကိုအပြီးတင်တာပဲပုံပြောကောင်းတဲ့ဆရာမကမြန်မာစာနဲ့သမိုင်းကိုတင်တာဗျပုံဆွဲကောင်းတဲ့ဆရာမကပထဝီကိုတင်တာဟိုသူ့ဘာသာနဲ့သူအပြိုင်အဆိုင်အပိုင်အနိုင်တင်လိုက်တာတော်ရင်တိုင်းတော်တက်ချင်တိုင်းတက်၄တန်းအောင်ကျွန်တော်ကအဖေကြီးကြောင့်မှရံပွဲဖြစ်နေ၄တန်းပညာသင်ခဲ့ရတော့၄တန်းအောင်ငါးတန်းတက်တခုံလဲရှင်းထိုင်တော့တူးတဲ့ထင်တာပေါ့တင်ချာဆရာမဝင်လာမှဒုက္ခရောက်ပါတယ်တင်ချာဆရာမကပု္ပ္ပာ၃ခုပေးတယ်ပေးထားတဲ့ပု္ပ္ပာများကို၃ချက်တွက်နည်းနဲ့တွက်ပါတဲ့၃ချက်မသိဘူးအဖေကြီးเจ้าမှာ၃ချက်တွက်နည်းမရှိဘူးတောเจ้าမယ်အပေါင်းနှုတ်မြောက်စားပဲရှိတယ်၃ချက်မသိတော့ကလေးပဲကိုညံမိသမျှတွေးကြည့်တယ်၃ချက်တွက်နည်းဆိုတာတခြားမဟုတ်ငါမတွက်တတ်ရင်၃ချက်ရိုက်ခံရမယ်နီးပဲရိုက်မှကြောက်တော့ဘယ်ဘက်ကကောင်ကိုကြည့်ရတယ်ဒီကောင်မျိုးเจ้าကအောင်တယ်တွက်တတ်တယ်ဗျကုန်းလို့တွက်နေတယ်ဟိုကလေးမှလည်းကလေးသိခါရှိသေးတော့မသိမသာကြည့်ရတာပေါ့မသိမသာကြည့်တော့လည်းမမြင်ရဘူးဗျမထူပါဘူးကွာဒီကောင်ဘေးနာငုံကြည့်အဲ့လိုလဲကြည့်လိုက်ကြောသူကကြောကုန်းကြီးနဲ့ဒီလိုပိတ်ပြီးတော့ကွယ်လိုက်တယ်
မကြိုက်ဘူးတဲ့။အော်မကြိုက်မကြည့်ဘူးပေါ့ကွာ။ကလေးမှလည်းမာနလေးနဲ့ပဲ။သို့တော့သုံးချက်ရိုက်မှကြောက်တော့ညာဘက်ကကောင်ကြည့်ရပြန်တယ်။ညာဘက်ကကောင်ကလေးဗျာကျွန်တော်ကြည်မှန်းသိတာနဲ့ဗလာစာရွက်ကိုထောင်ပြီးတော့ကာလိုက်တယ်။ဟိုဘက်မှာတွက်မမြင်ရတော့ပါဘူး။စာချစ်သူများကိုပြောပြရစီ။အဲ့ဒီနေ့ဟာကျွန်တော်ဘဝကိုတစ်စစ်ချိုးပြောင်းသွားတဲ့နေ့ပါပဲ။သိငယ်လိုက်တာကျွန်တော်အားငယ်လိုက်တာငါဒီမြို့ပေါ်မှာចောင်းသားများကိုဘာတစ်ခုမှမမိပါလားသူတို့ဒီငါတဲ့အဆအဆရာရာတာလွန်ကြကုန်၏ငါဒီသူတို့အောက်မှာတစ်ထစ်နေပြီရှိလေ၏တော့မှမွေးတဲ့ငါမြို့မှာမွေးတဲ့သူတို့လိုညံလည်းမကောင်းဟိုကိုထင်းချင်းတို့ရှောက်ထင်းတွေးပြစ်တာပါဗျာအဲ့လိုတွေးပြီးတော့မြို့ပေါ်ကចောင်းသားတွေနဲ့ဒီလိုညနေချင်းဆိုင်စကားပြောရင်တောင်မှကျွန်တော်ရဲရဲမကြည့်ဝတ်ပါဘူးမျက်လွှာခဏခဏချမျက်တောင်ပုတ်ခတ်ဖြစ်ဒါတွေကကိုယ့်ဘာသာကိုရသွားတဲ့ဟာတွေပါပဲဟိုမြို့ပေါ်ကောင်တွေကတော့ကျွန်တော်ဘယ်သူမှ6လမ်းလောက်မနေကြပါဘူးသူကသူရိုးနေတာပါပဲအဲ့တော့ကျွန်တော်စာလဲမစူးစမ်းကျင်တော့ဘူးဗျာသိငယ်တော့စူးစမ်းရင်လဲသူတို့ကိုမမိဘူးလို့ထင်တယ်ရှေ့မှာဘာတစ်ခုမှမမိတော့ဒီစာလဲစူးစမ်းရင်မမိဘူးထင်တော့မစူးစမ်းတာပါပဲမစူးစမ်းတော့ကျွန်တော်စာညံ့သွားတယ်စာညံ့သွားတဲ့ခါကျတော့ကျွန်တော်တို့เจ้าကလစဉ်လပတ်စာမေးပွဲစစ်ကျွန်တော်တလမှမအောင်ဘူးပါဘူးလာတိုင်းကြပါတယ်6ဘာသာဖြေရတယ်ဗျအများအားကျွန်တော်4ဘာသာကြသင်္ချာဒိုင်ငံကြပါတယ်ဘဲဥတွေပါလိဖော်ခြင်းတော်ခြင်းပါပဲညအဲ့တော့လူ60ရှိတဲ့တန်းထဲမှာ position ဆင်လိုက်ရင်ကျွန်တော်ဆင်က42နောက်မှာရှိပါတယ်ကျွန်တော်အောက်မှာကြောင်းပြေးနဲ့ကြောင်းပြက်ပဲရှိပါတော့တယ်ကျွန်တော်တန်းထဲမှာပထမဒုတိယတတိယတခါမှမရဘူးပါဘူးဟိုကျွန်တော်မှတ်မိတယ်ဗျကောင်မလေး2ယောက်နဲ့ကောင်လေး1ယောက်နဲ့အဲ့ဒီသူတို့3ယောက်ပဲအလဲလဲနဲ့လူယူနေကြယူပေါ်ဒါသူတို့ကိစ္စပဲကိုနဲ့ဘာဆိုင်တာမှတ်လို့ကျွန်တော်သူတို့မနာလို့စိတ်လည်းမရှိပါဘူးလူကျင်စိတ်လည်းမရှိပါဘူးကိုယ့်ဘာသာကို42နောက်မှာအေးအေးဆေးဆေးနေနေတာပဲရောက်မလို့ထညံ့ညံ့ကျွန်တော်ပါပဲလို့ပြောတာပါညံ့ပါဒီထက်မှကံအားလျော်စွာမြန်မာစာလေးတစ်ဘာသာတော့မဆိုးပါဘူးလစဉ်2ဘာသာအောင်တဲ့ထက်မှာကျွန်တော်မြန်မာစာဒိုင်ငံအောင်နေဗျဒီနေ့တော့မြန်မာစာဆရာမကအတန်းနဲ့ဝင်လာပြီးတော့သင်္ဘုံကြီးပေါ်မှာကြပြာကလေး2ကြောင်းရေးပေးပါတယ်ကျိုးနှကောင်ထနှောင်းမင်းညီနောင်ကလွမ်းအောင်ကူချွဲဘရောဗျူပင်းမြက်ကဲမြေစာထူးလာတယ်ဖိုးတောင်သူတဲပေးထားတဲ့ကြပြာကိုတင့်လျော်ရာကောင်းစဉ်တက်ပြီးတော့တမျက်နှာကစာစီကုန်းပါဟိုကျွန်တော်လှုပ်တတ်တယ်သိတယ်ရေးမလို့ပြင်နေတော့ဟိုကြောကုန်းကြီးနဲ့ကြွယ်တဲ့ကောင်ဒုက္ခရောက်နေပါပြီကျွန်တော်လှမ်းမေးတယ်ဟဲ့ဂျိုးကဘယ်လိုကောင်းလဲတဲ့ဟာမျိုးဘွားကောင်ဂျိုးမသိဘူးကျွန်တော်သိတာပေါ့ကျွန်တော်တို့ရွာမှာဂျိုး2ကောင်ဘဲကမလဲအုပ်လိုက်ရှိတာပဲဟာဟဲ့မင်းဂျိုးဆိုတာခိုးလောက်ရှိတယ်လေလက်ဘေးမှာပျောက်ကလေးတွေနဲ့တကူကူးမြည်တာဂျိုးဘောကွညာဘက်ကဗလာစားရဲထောင်တဲ့ကောင်လေးပြဿနာတက်နေပြန်ပြီကျွန်တော်လှမ်းမေးဟဲ့ထနှောင်းမင်းညီနောင်နေပါလိရှိလို့လားတဲ့ဟာရှိတာပေါ့မင်းငါတို့တော့အလူတွေကတစ်ပင်တွေကိုဆွေမျိုးဆက်ထားတာဗျညောင်မင်းမောင်နှမတွေထန်းညီအကိုတဲ့ထနှောင်းမင်းညီနောင်နဲ့ရှိတယ်ကွရှေ့ခုံကကောင်ကလှဲ့မင်းနေပြန်ပြီဟဲ့ဘရောပြူဆိုတာဘယ်လိုပင်လဲတဲ့အမြင့်ကြီးလားတဲ့ဟိုဘယ်မြင့်မလဲမြဲဘရောပြူတို့ဘရောညိုးတို့နွားတွေကြိုက်တယ်ကွဟာအဲ့ဒီနေရာဒေါသဖြစ်ရတာတော့စတိုင်ကြပါလေကျေးဇူးတင်ပါတယ်ဘဝတူချင်းချင်းမြောက်ပေးတာအဖို့တောင်သူတဲ့သိတာပေါ့ဗျာကျွန်တော်အဖေတဲ့သွားနေကြတဲပဲကောင်းစင်တောင်းရပြီဖို့တောင်သူတဲလို့တက်လိုက်ပါတယ်ကိုရွာကိုလေတော့ကကိုတစ်ပင်နေကိုမြက်ဒီကိုငှက်ဒီအားလုံးကျွန်တော်နဲ့ရင်းနှီးတယ်သိနေတယ်ဟိုးကျွန်တော်ရေးလို့ကောင်းလိုက်တာ15မိနစ်နဲ့တက်မျက်နှာပြီးတစ်ချိန်သာရှိရောသူတို့တယောက်မှမပြီးပါဘူးကျွန်တော်ပြီးတာနဲ့ဆရာမကိုသွားပြဆရာမကဖတ်ကြည့်တယ်ဖတ်ကြည့်ပြီးတော့ဟေးအလုံးနာထောင်ကြစမ်းတဲ့ကျွန်တော်စာစီစာကုန်းကလေးကိုတန်းလုံးကြားအောင်ဖတ်ပြပြီးတော့စာအုပ်ကလေးကိုပိတ်ပြန်ပေးရင်းနဲ့ကျွန်တော်ကိုပြောလိုက်ပါတယ်မင်းကြည့်ရင်စာရေးဆရာဖြစ်မယ်တဲ့ငါတန်းမြန်မာစာဆရာမပြောတဲ့စကားကျွန်တော်နှလုံးသားထဲမှာစွဲဝင်စူးနစ်သွားပါတယ်စာရေးဆရာဘာကောင်မှန်းလည်းမသိပါဘူး
သိဆရာမကကောင်းလို့ပြောတာနေမှာငါးရမ်းနဲ့စာရေးဆရာဖြစ်ချင်ပါတယ်ကျွန်တော်ဆရာမနာမည်ကလေးကိုထုတ်ပြီးတော့ပူဇော်တဲ့အနေနဲ့ပြောချင်ပါတယ်ဒေါ်အေးငွေတဲ့ကျွန်တော်နောင်စာရေးဆရာဖြစ်လို့ပထမဦးဆုံးထွက်တဲ့စာအုပ်ကစဆရာမစီကိုပို့ပါတယ်ဆရာမကွယ်လွန်သွားတဲ့အချိန်ထိထွက်သမျှစာအုပ်တိုင်းပို့ပါတယ်သူပြောတဲ့နှုတ်မြွက်စကားတစ်ခုကကျွန်တော်ဘဝကိုပြဋ္ဌာန်းပေးလိုက်တယ်လို့ပါပဲဆရာမကျေးဇူးရှိပါတယ်ကျွန်တော်စာရေးဆရာဖြစ်နေဘယ်လိုဒုက္ခတွေရောက်ဘယ်လိုငတ်ပြတ်ဖြစ်ဆရာမကတော့ကျွန်တော်ကိုကောင်းရာပို့တဲ့ကျေးဇူးကြီးပါလေအဲ့တော့ကျွန်တော်မြန်မာစာလေးကတော့လာစဉ်အောင်ပါလေကျွန်တော်လာဘတ်စာမေးပွဲသာမအောင်တာဗျတန်းတင်စာမေးပွဲတွေကြရင်တော့လိမ့်ပိန်အောင်သွားတယ်သင်္ချာ1 နှစ်ရှိတယ်လေနှစ်က9တန်းကျမှဒူစတင်ရတော့ကျွန်တော်လိုက်နိုင်နေဗျတစ်ကတော့ဟိုတော်ကြောင်ဆိုတော့သင်္ချာမတော်ပါဘူးနှစ်ခုပေါင်းလို့80ဆိုကျွန်တော်အောင်သွားတာပေါ့200မှာ80ရရင်အောင်တယ်တချို့နှစ်ကျတော့ကျွန်တော်90လောက်ပဲရပါတယ် moderation ဆိုပါသွားတာပါပဲ10တန်းလောက်ရောက်တော့ကျွန်တော်စာရီတော်တော်ဖတ်နေပါပြီစာရေးဆရာဖြစ်ချင်ရင်စာရီဖတ်ရမယ်လို့လည်းသိနေပါပြီအဲ့ဒီမှာဗျာငယ်သောသူများကိုပြောချင်ပါတယ်ကျွန်တော်တို့စာရီကိုဖတ်တဲ့ခါကျတော့အတူခိုးမမှားဘူးရတစာပေတွေကြတော့လေအတူချစ်တယ်တို့အလွမ်းနေတို့ဟိုကြောက်ကြတာတွေတို့ကွဲသွားတာတို့ဘာလို့ပေါ့ဗျာအဲ့လိုအများကြီးရေးကြတော့ကျွန်တော်တို့ရေးတာပါပဲဟိုအဲ့ဒီလိုဝတ္ထုတွေဖတ်ရတဲ့ခါကျတော့တစ်ခါမှကိုယ့်ဘဝနဲ့ပုံတူကူးရင်မှားတတ်တာတွေရှိပါတယ်ကျွန်တော်ကိုယ်တွေ့ဗျကျွန်တော်တကယ်မှားခဲ့ဘူးပါတယ်ကျွန်တော်10တန်းကျောင်းသားမှာကျွန်တော်ဖတ်တဲ့အချုပ်ထုတစ်ခုမှာဇက်လိုက်ကောင်ကလေးက10တန်းကျောင်းသားတွေဟာဖခင်နဲ့ကောင်းတယ်ကွာလို့ငါလဲ10တန်းမှာပဲကွာဝတ္ထုဖခင်နဲ့မိတ်ဆက်နေရသေးဆက်ဖတ်တော့သူ့အမေကမုတ်ဆိုးမှာတဲ့ဟာဟိုတောင်ကောင်းသေးကွာငါအမေလည်းမုတ်ဆိုးမှာပါပဲဗျကို့အမေမုတ်ဆိုးမှာဖြစ်တာအဲ့ဒီတခါပဲဝန်တာဘူးပါတယ်ဇက်လိုက်နဲ့တူနေလို့နှစ်ချက်တူသွားဆက်ဖတ်တဲ့ခါကျတော့သူ့အမေကဆင်းရဲတယ်ဟာဟဲ့ငါအမေလည်းဆင်းရဲတာပဲကွာ3ချက်တူသွားပြီဗျာဆက်ဖတ်လိုက်တော့သူကတဲ့သင်္ချာကိုသိမ့်မုန်းတာပဲတဲ့ဟာကောင်းမြန်ပြီဟေးငါကလည်းသင်္ချာဆရာမတောင်မကြည့်ချင်ပါဘူးသင်္ချာကြောက်တော့ဆရာမပါကြောက်သွား4ချက်တူပြီဗျာဒီဝတ္ထုကိုကြိုက်တာပေါ့ဆက်ဖတ်လိုက်တဲ့ခါကျတော့သူ့မှာချစ်သူရှိတယ်တဲ့ဟိုးဒါလေးကြမှာမတူတော့ဘူးဗျအရေးကြီးတဲ့ကိစ္စကြမှာလွဲနေဆက်ဖတ်လိုက်တော့သူ့ချစ်သူကောင်မလေးရတဲ့သူ့နဲ့တန်းတူပဲ10တန်းကတဲ့အော်ဒါဆိုရင်တော့လည်းရနိုင်ပါတယ်လို့အဲ့ဒီဝတ္ထုကိုဖတ်တဲ့နေ့ကစပြီးတော့ကျွန်တော်နဲ့တန်းတူ10တန်းကမိန်းကလေးများကိုစတင်ပြမှားတော့တာပါပဲဟိုကောင်နဲ့တူကျင်လို့ပါဆက်ဖတ်လိုက်တော့သူ့ချစ်သူကောင်မလေးရတဲ့အတန်းထဲမှာရုပ်ကလည်းချောတယ်တဲ့ပတ်စံလည်းချမ်းသာတယ်တဲ့ဒါလည်းဖြစ်နိုင်ပါတယ်လို့ကျွန်တော်တန်းထဲမှာရုပ်ဆိုးပြီးတော့ဆင်းရဲတဲ့ကောင်မလေးတွေအားလုံးကင်းလွတ်ခွင့်ပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ကုံလိုက်ပုံတူကူးနေပါတယ်အဲ့ဒီမှာဆက်ဖတ်လိုက်တဲ့ခါကျတော့သူကတဲ့ဆယ်တန်းစာမေးပွဲကိုမဖြေတော့ဘူးတဲ့ဟာအဲ့ဒါအကောင်းဆုံးပါပဲကွာမနေ့တိုင်းပြောရရင်ကျွန်တော်ကလည်းဒီတောင်ကိုမောင်ဖြိုပါမယ်မြင့်မို့မို့လားလုံးဝပြိုမယ်မထင်ပါဘူးအဲ့ဒီ10တန်းကိုလေကျွန်တော်ဘလောက်မြန်ကြောက်တုံဆိုရင်10နှစ်မကဘူးတစ်သက်လုံးဖြေတော့မအောင်ဘူးလို့ထင်ပါတယ်10တန်းကနဲ့ကြီးတယ်အခုခေတ်ကျွန်တော်တို့ခေတ်တုန်းကပိုဆိုးတယ်တစ်ခါလေတစ်ခရိုင်လုံးမှာတယောက်တည်းအောင်တယ်ကျွန်တော်တို့ကြောက်စင်မယ်တစ်ခရိုင်လုံးမှာတယောက်မှမအောင်တဲ့နေ့ရှိဘူးတဲ့ကျွန်တော်မန်းလေးတက်ကဆိုတက်တော့ကျွန်တော်ဆရာမမြန်မာစာပါမောက်ခါကျွန်တော်မေးကြည့်ဆရာမလို့အခုနေအသက်ပြန်ငယ်ရရင်မငယ်ချင်ဘူးလားလို့ဆရာမစဉ်းစားပြီးတော့ငယ်ချင်မောင်တော့တဲ့10တန်းပြန်ဖြေရမှာကြောက်ပါတယ်တဲ့ပါမောက်ခဖြစ်နေပြီ10တန်းကအဲ့လောက်နဲ့ကြီးတယ်ဗျကျွန်တော်အဲ့တစ်သက်လုံးမအောင်ဘူးလို့ထင်ထားပြီးကိုယ့်အသာကိုဖြေရမှာကြောက်နေတော့ကိုအားကြတဲ့ဇက်လိုက်ကမဖြေတော့ဘူးဆိုတော့ကျွန်တော်ဝန်တာအားရထောက်ခံကောင်းတယ်ကွာမဖြေနဲ့ငါလည်းမဖြေတော့ပါဘူးလေရနာဆိုချေဝတ္ထုရေးနေခြင်းမဟုတ်ပါတကယ်အဖြစ်ပဲတလလိုတော့တယ်ခုံနံပါတ်ထွက်ပြီကျွန်တော်မဖြေဘူးမဖြေတော့အမေကကျွန်တော်ကိုမေးတာပေါ့ငါသားတဲ့မင်းဘာလို့မဖြေတာလဲ
ဟိုဒီမေးခွန်းကိုအမေမေးလိုက်မယ်ဆိုတာကျွန်တော်ကြိုတွေးပြီးသားပါကြောင့်မလို့အမေမေးဖြေနိုင်အောင်လို့ဝတ္ထုတွေကဟာကြိုကြက်ထားပါလေအမေစဉ်းစားကြည့်ပါတကယ်တော့ဒါတွေကပေရန်လိုဆင့်ဆင့်သောပညာရေးတွေပါအမေဟာဝတ္ထုတွေမှာပါတယ်ဗျတလက်မှနှစ်လက်မှလေးလက်မှငါးလက်မှဆယ်လက်မှတရန်နှစ်တန်လေးတန်ငါးတန်ဆယ်တန်အောင်လို့လဲဘဝစာမေးပွဲအောင်တာမဟုတ်ဘူးအမေအကယ်ဒမီကိုမြတ်လေးရဲ့အိုက်ဒင်တွေပါနေနဲ့ချကျွန်တော်တို့ခက်ကမင်းသားမြတ်လေးခက်အမေကျွန်တော်ငဲကြည့်နေပါလေငဲကြည့်နေတော့အမေမျက်လုံးများကိုခုချိန်ထိမြင်အောင်မိပါလေအဲ့ဒီမျက်လုံးထဲမှာဒိတ်ပဲတွေရှိတယ်စကားလုံးလေးတွေရှိတယ်နှုတ်ကမပြောအမေမျက်လုံးကပြောနေပါလေငါသားတဲ့မင်းတော့မှားနေပြီထင်တယ်သို့တော့သူမကြီးဖြစ်တဲ့အမေဟာကျွန်တော်ဘယ်လိုမှားတယ်ဆိုတာကိုရှင်းမပြတတ်ရှာပါဘူးဒါကိုခွင့်ကောင်းယူပြီးတော့တဲ့ဟုတ်တဲ့ငါပါလားဝတ္ထုတွေဖတ်ပြီးတော့အရန်ကိုတတ်နေပါဘကောလားအမေကိုတောင်းနိုင်လိုက်ပြီလို့ကျွန်တော်ထင်ခဲ့မိပါတယ်သို့တော့မနိုင်ပါဘူးကျွန်တော်ရှုံးပါတယ်ဘယ်လောက်ရှုံးတော့10 တန်းစာမေးပွဲကို6 နှစ်တိတိမဖြေဘဲနဲ့ရှုံးပါတယ်နည်းနည်းနော်မဟုတ်ဘူးနော်ကျွန်တော်နဲ့အတူတူ10 တန်းရောက်ပြီးတော့တစ်နှစ်ကြာပြီးနောက်နှစ်အောင်တဲ့ကောင်ကြီးဘွဲရပြန်လာပြီးကျွန်တော်မဖြေရသေးဘူးအဲ့ဒီ6 နှစ်မင်းဘာလုပ်နေသလဲဟိုဝတ္ထုတွေကကျွန်တော်အားကြတယ်ဇက်လိုက်ကောင်လောက်တာအကုန်လိုက်လောက်တာပဲအဲ့ဒီဝတ္ထုကလည်းဗျာဇက်သိန်းတော့ဒီကောင်ကသူ့ချစ်သူနဲ့မညာဘူးဟိုသူကတလွန်လွန်တဆွေးဆွေးတငင်းငင်းတငိုင်းငိုင်းနောက်ဆုံးစာကြောင်းမှာဘယ်လိုရေးထားလို့ဆိုရင်သူသည်ဥခေါင်းကိုငိုက်ဆိုင်ချယူတလန်ချင်းထွက်ခွာသွားလေတည်းဟာကောင်းမှကွာအဲ့ဒီနေ့ကစပြီးကျွန်တော်လမ်းလျှောက်ရင်ခေါင်းငိုက်ဆိုင်ချပါလေဟိုလွန်လို့ကလည်းကောင်းတလွန်လွန်တဆွေးဆွေးဟိုကောင်ကသူ့ချစ်သူနဲ့ကွဲလို့လွမ်းတာမင်းကဘာရှိလို့လွမ်းရတာတော့အဲ့ဒီဘာမှမရှိတာကြီးကဘိုးတောင်းလွမ်းမှုကောင်းသေးလွမ်းနေဗျာဒါဒီဆောက်ရသည်မှန်တဲ့နှင်းမုံလေးတွေကြဟာလွမ်းနေမိုးရာသီဝတ္တန္တမိုးဆက်မိုးပေါက်တွေကြဘိုးတောင်းလွမ်းသေးဗျာຫນွေဥအဆိုးဆုံးဗျလေယူတွေတိုက်ရွက်ဝါကလေးတွေကျွေးလေပွေတဲ့လွင့်သေတောင်သေချင်ပါလေလွမ်းအားကြီးလွန်းလို့အဲ့တော့ကျွန်တော်ကြောက်ဆယ်မှနေတယ်ဗျကျွန်တော်တို့ကြောက်ဆယ်ဝန်းကျင်မှာအဲ့ဒီလူຫນွေဥပေါက်ရင်ပွင့်တဲ့ပန်းတွေရှိတယ်ဗျအဲ့ဒီပန်းတွေပွင့်ရင်ကျွန်တော်အရန်လွမ်းတာပဲဟိုသူများတွေလူပရောက်တွေခန်းတော်တွေကျွန်တော်ကကြပြမဆန်ပါဘူးပြောလိုက်ရင်ပန်းသိပါတယ်လက်ပံပွင့်ဗျလက်ပံပွင့်ရကျွန်တော်တို့အညာမှာကြတော့ပင်ကြီးမျိုးဗျယောက်ျား2 ယောက်ဖက်လို့မမီဘူးကြီးကြီးတွေပွင့်မြေဆိုတပင်လုံးကိုရဲနီလို့7 ပင် 15 ပင်လောက်စုပွင့်ကြပြီဆိုတော်လုံးကိုနီးနေတာပဲအရန်လွမ်းမှုကောင်းတယ်အဲ့ဒီကောင်တွေမပွင့်သေးဘူးဆိုကျွန်တော်မျောရတယ်ပွင့်ပြီဆိုရင်သိလွမ်းတာပဲဒါနေ့တိုင်းလက်ပံမွေးနေကျွန်တော်နဲ့တသနာတက်နေကြပြီရန်ကုန်မှာခြေချအသက်ကြီးလို့ခြေချနေတော့လက်ပံမွေးမရှိဘူးဗျဘာရှိလို့ဆိုစိတ်မန်းမွေးနေရှိနေတာချင်းတော့တူတယ်ဗျကျွန်တော်လွမ်းလို့မရဘူးကိုယောဂနဲ့ကိုပဲဗျအဲ့ဒီကောင်ကျွန်တော်သိမရင်းနေဘူးရှိရမှာပေါ့ကွာကျွန်တော်လိုက်ရှာတယ်ဗျလိုက်ရှာတော့တွေ့ပါတယ်ရွှေတကုံမြောက်မုတ်ဆင်းမှာတပင်ရှိတယ်ဗျစက်မှုတက်ကတူထဲမှာအနောက်ဘက်တိုင်းနားမှာကပ်ရ2 ပင်ရှိတယ်ဗျနောက်တစ်ခါမယန်းကုန်းမီးပွိုင်နားမှာကပ်ရ1 ပင်ခလန်းလန်းမှာ2 ပင်အရှိမြင်းမြိုင်ကွင်းလမ်းမှာ2 ပင်ဒါကျွန်တော်သေချာသူတေသနာလောက်ထားတာပါຫນွေဥပေါက်ရင်လက်ပံမွေးနေပွင့်အဲ့ဒီနေရာကြီးကျွန်တော်ရောက်အောင်သွားရပါတယ်ဘာဖြစ်တာတုံးဆိုတော့တငယ်နာယောဂမကုံသေးတဲ့သဘောပါပြီးခဲ့တဲ့3 နှစ်ကတော့နာဂစ်မုန်တိုင်းတိုက်တော့ကျွန်တော်အိမ်ကလည်းအမိုးတွေပွင့်ကုန်တာပေါ့ဒါနဲ့အိမ်မိုးတွေပြင်းနေတော့ကျွန်တော်သမီးလေးကလာတတိပေးတယ်ဖေကြီးတဲ့ဖေကြီးလက်ပံမင်းနေလဲသွားကြည့်လိုက်အောင်နဲ့ဟာဟုတ်တာပေါ့သစ်ပင်တွေကအများကြီးလဲတာပဲကျွန်တော်လက်ပံမင်းနေရှိတဲ့နေရာကိုကားတစ်စင်းနဲ့ရှောက်လက်ပတ်ကြည့်နာဂစ်ဆိုတဲ့ကောင်လှုပ်သွားတာလက်ကြံတော်မရှိပါဘူးလွမ်းเสียလက်စသိမ့်သွားတာပါပဲအဲ့တော့လက်ပံမွေးနေမြင်ကျွန်တော်လွမ်းနေဗျာရွာစည်းရုံးမှာမိကိုကလေးပတ်ဟောသိလွမ်းမှုကောင်းနေဗျရိုးပြငုတ်တိုတွေမြင်လွမ်းနေထောင်တဲ့ကောင်ကထောင်လဲတဲ့ကောင်ကလဲနွားကြီးတကောင်ကအဲ့ဒီရိုးပြငုတ်တိုတွေကိုတပြုတ်ပြုတ်နဲ့စားပိုးတောင်လွမ်းသေးဗျာကုံငင်ကားကြီးတစ်စင်းကမိုးကားကြီးကိုချုံအဝေးပြေးလမ်းကြီးမှာတိတ်မောင်းသွားဟာလွမ်းနေကွာလူကချမ်းနေပြီးစိတ်ကကားကြီးနဲ့ပါသွားတယ်လို့ပါပဲဟိုးလမ်းပေါ်မှာကောင်မလေးချောချောလေးတယောက်သွားဟာလွမ်းနေကွာဘာဆိုင်လို့လွမ်းတာလဲဘာမှမဆိုင်လို့လွမ်းတာပါပဲချောချောလေး3 ယောက်သွားရင်3 စလွမ်းပါတယ်အုပ်လိုက်ဖြတ်သွားရင်သေသွားနိုင်ပါတယ်ဒီလိုလူစီစီရှိတဲ့နေရာကျွန်တော်မသွားဘူးတယောက်တည်းတလွန်လွန်တဆွေးဆွေးတငင်းငင်းတငိုင်းငိုင်းထိုင်ပြီးတော့နေလေရှိပါတယ်မင်္ဂလာဆောင်ဝေးဝေးကရှောင်းနေ
အဲ့ဒီတို့သမီးကကိုနဲ့ဘာလို့ညာလို့အဲ့လိုတွေးမိရင်အရန်ခံစားရတယ်ဟုတ်လဲမဟုတ်ဖဲနဲ့ကျွန်တော်တွေးမိလေရှိပါတယ်ဘာကိုပြပြီတော့ဆိုတော့နည်းနည်းကြောင်းလာတာကိုပြနေပါပြီအဲ့ဒီချိန်မှာကံလျော်စွာကျွန်တော်တငယ်ချင်းတယောက်ရန်ကုန်ကပြန်လာတယ်သူကကျွန်တော်ရဲ့ပူလွန်းစရာကိုကောင်းပါတယ်ဒီကောင်ကတော့10တန်းအောင်နေဗျသူ10တန်းအောင်တဲ့နှစ်မှာသူ့ဖေနဲ့အမေတနှစ်အတွင်းမှာ80နောက်ဆက်ကွယ်လွန်တူဒီသောသားဆိုတော့အိမ်ကြီးတိမ်မှာတယောက်တည်းတကောင်ကျွတ်ကြံခဲ့တယ်အားငယ်လွန်းလို့ရန်ကုန်ကိုဆင်းသွားတယ်ရန်ကုန်မှာသူ့ဘာကြီးရှိပါတယ်ဥပယီနဲ့သမီးများစာပေကျွန်တော်တို့ကြောက်ဆယ်ကပါပဲကျွန်တော်တငယ်ချင်းရဲ့ဘာကြီးတော်ပါတယ်တိမ်ငယ်လွန်းလို့ရန်ကုန်ဆင်းသွားဘာကြီးကသူ့ကိုမြင်တော့သိတာပေါ့မိဘနှစ်ပါးဆုံးတဲ့တဲ့ရင်ကလည်းကြားမျက်နာကလေးကလည်းငယ်စကားပြောတော့တန်းကလေးကတိုးတိုးဒိန်ဒိန်လူလေးဟောတာဘာကြီးရဲ့စာအုပ်ဆိုင်ကြီးပဲကွာမင်းစိတ်ပြေလက်ပြောက်စာအုပ်ကလေးတွေကူရောက်ပေါ်လူလေးဟာရော့ဒီမှာငါတို့ပြင်းပြဖတ်ဖို့စာအုပ်တစ်ထပ်ကွာလက်တန်းလောက်ထူပါတယ်22အုပ်စပွဲပေါ်တင်ပြီးကျွန်တော်တငယ်ချင်းကဈေးကူရောက်အယောင်ပါတော့စာအုပ်ကလေးတုပ်ကိုယူဖတ်လို့ပြီးတဲ့စာအုပ်ကိုဒီဘက်ကိုပြောင်းပြီးတော့ပုံရွှေတကုံသွားဖျားဖူးပြန်လာတော့တအုပ်ကိုဖတ်ပြီးတာလေးဒီဘက်ပြောင်းပုံ22အုပ်သောစာအုပ်များကိုတလနီးပါးဖတ်တော့အားလုံးကုန်သွားတယ်ဒီနာကပုံဒီနာရောက်ဆိုင်ထဲမှာရှိတဲ့ဘာကြီးကိုလှမ်းပြောတယ်ဘာကြီးတဲ့ကျွန်တော်ကြောက်ဆယ်ပြန်တော့မယ်ဘာကြီးကဒီလေတန်းကိုသဘောကျတယ်ဗျအလားတော့ကလို့တိုးတိုးတိမ်တိမ်မဟုတ်မျက်နှာလေးကိုလှမ်းကြည့်တော့လေမျက်နှာငယ်မဟုတ်ဘာကြီးကစူးစမ်းနဲ့မေးခွန်းမေးလိုက်အေးပြန်ပြီးရင်ဘာလုပ်မလဲလူလေးရကျွန်တော်တက်ကတူဆက်တက်မယ်ဘာကြီးဟာဒီဖြေကိုပို့ကြိုက်တယ်တဲ့ဘာကြီးရဲ့လှမ်းကြည့်တဲ့မျက်စိမှာဒီနာကစာအုပ်ပုံဒီနာရောက်သွားတာလေသတိပြုမိသွားပြီဘာကြီးကစာသမားကလူပါဟောဒီစာအုပ်တစ်ထပ်ကိုပေးတာအကြောင်းမဲ့မဟုတ်ဒီယုံမြင်လို့ဒီခြုံထွင်တာငါပြစ်တယ်မြတ်မှန်သွားပြီငါတူရဲ့တသက်တာစိတ်ချရပြီအဲ့တော့ဟိုကောင်ကလည်းတငယ်ချင်းကောင်းမြတ်ဘာကြီးရဲ့ဒီစာအုပ်ကလေးတွေတော့ကျွန်တော်ပိုင်ပေးလိုက်ပါဟောယူသွားလေလူလေးကမင်းကိုပေးပြီးသားပဲလေကွာဂုံလျှော်ကျိုးလေးနဲ့စီးပြီးတော့ယူလာတယ်သူ့ဘုံမဟုတ်ဘူးသူ့တငယ်ချင်းဟိုကောင်တလွန်တဆွေးတငယ်ငယ်တငိုင်းနဲ့အကောင်ဟိုကောင်ဆိုတာဒီကောင်ကျွန်တော်ကိုတတိယလို့စာအုပ်စည်းကလေးဆွဲယူလာ60ကြတော့ကျွန်တော်အိမ်ရောက်ဒီလိုစပွဲပေါ်ကိုစာအုပ်စည်းလေးတမင်အတန်ကြီးအောင်ဘုတ်ခနဲ့ချကျွန်တော်ရှိပါတယ်အဲ့ရကလေးပေါ်မှာပက်လက်ကလေးဘာလုပ်နေတော့လွမ်းနေပါတယ်သိသေးကြတာပေါ့ဘုတ်ကောင်ကပြောတယ်ဟဲ့အောင်နဲ့ငါရန်ကုန်ကပြန်လာပြီတဲ့မင်းမို့ဒီမှာစာအုပ်တွေပါလာတယ်ကျွန်တော်အဲ့ရကလေးပေါ်ကနေလှမ်းမေးလိုက်ပါတယ်ဘာစာအုပ်တွေများလဲတငယ်ချင်းရဲ့မဲပုံမင်းကြီးကခလွန်းဘုတ်ကောင်နားကြပြင်းကတ်ဟဲ့အောင်လုံမနေနဲ့တဲ့ငါအားလုံးဖတ်ပြီးပြီမင်းပိုင်ယူလိုက်တော့သွားမယ်ကျွန်တော်လေတန်းကိုမကြိုက်မာရီကြောရီပြောပြီးတော့ထွက်သွားတယ်အိမ်တကားထွက်မှလှမ်းអော်လိုက်သေးဟဲ့ကောင်ဖတ်ပြောင်းဖတ်တော့တယ်သွားတယ်ချစ်တော်တငယ်ချင်းရဲ့စေတနာကိုလေးစားလို့အဲ့ရကလေးမော်ကလွန်ကလေးထားလာပါတယ်အပေါ်ဆုံးစာအုပ်ကိုကျွန်တော်လွန်ကလေးယူကြည့်ဘသူရေးတဲ့စာအုပ်တုံးဆိုတော့စာရေးဆရာကြီးပီမုန်နင်းရေးတဲ့စာအုပ်ပါစာအုပ်နာမည်ကလေးကြည့်တော့စိတ်ပညာတဲ့ခက်ခဲနဲ့ရှုပ်ထွေးသိမ်မွေ့တဲ့စိတ်ပညာကိုဆရာပီမုန်နင်းကဝကြတော်ကလေးများနဲ့ရှင်းလင်းလွယ်ကူအောင်ရေးတတ်ပါပြီတဲ့နမူနာလေးပြောပါလူတယောက်ဟာတဲ့ကိုယ်စိတ်ကိုနှိမ့်ရင်နှိမ့်နေမြင့်မြင့်နေကျွန်တော်ခဏနားပြီးတော့ကျွန်တော်စိတ်ကိုအကဲခတ်မှန်ပါတယ်ဆရာကြီးကျွန်တော်စိတ်ကဖြင့်အဝီစီရောက်နေပါပြီဘလောက်မြန်နှိမ့်တဲ့တော့ဆိုတော့အဝီစီရောက်တဲ့လောက်ပြောရမလို့ပါပဲဆရာကဆက်ပြောတယ်လူတယောက်မှာတဲ့ဘဝရီမန်းချက်ရှိရမယ်ကွာမင်းဘာဖြစ်ချင်တယ်လဲမင်းရဲ့ဝါသနာပိစားရိုက်နဲ့ကိုက်ညီတဲ့ရီမန်းချက်ကိုထားကွာမင်းကဆရာဝန်ကြီးဖြစ်ချင်တာလားသူများရောင်လို့မရောင်ပါနဲ့အင်ဂျင်နီယာကြီးဖြစ်ချင်တယ်လားစာရေးဆရာကြီးဖြစ်ချင်တယ်လားတထေးကြီးဖြစ်ချင်တယ်လားကိုဝါသနာပိစားရိုက်နဲ့ကိုက်ညီတဲ့ရီမန်းချက်ကိုထားမဖြစ်မနေလို့ကွာဘယ်ရီမန်းချက်မှသိလို့တာမရှိဘူးနော်ကိုဝါသနာနဲ့ကိုက်လာတော့အဲ့လိုမဟုတ်ဘဲနဲ့လူတွေကအခုခါမှာရောရောရောင်ရောင်ကာလလို့ပြောရမလို့ပါပဲ
သူတယောက်ကဆရာဝန်ဆိုအကုန်လိုက်ပြီးတော့ဆရာဝန်တော့ကြာတော့ဟိုသွေးမျက်နှာနဲ့လန့်နေတဲ့ကောင်ဘယ်လိုလုပ်ဆရာဝန်လုပ်လူသေးမျက်နှာနဲ့ခွဲဖို့ထားလို့အော်အန်နေတယ်သူများကအင်ဂျင်နီယာဟိုငါလည်းအင်ဂျင်နီယာတော့ကြာတော့10 ပေလောက်အမြင့်တက်ပြီးဒူးတုံနေပြီဘယ်လိုအင်ဂျင်နီယာဖြစ်စစ်ဖို့လေးစိတ်ကောင်းတယ်သူများစစ်ဖို့ငါလည်းစစ်ဖို့တော့ကြာဘယ်ညို့ပြောက်ဖောက်တာနဲ့ထွက်ပြေးကိုဝါဒနာနဲ့ကြိုက်တာလုပ်ပါတဲ့ကျွန်တော်တို့တော့တွန်တေးကိုသွားဟောရတယ်သွားဟောတော့တွန်တေးသိမ့်နံကတချင်းဆိုဝါဒနာပါတာဗျကျောင်းပညာတောင်ပြီးအောင်မသင်ပါဘူးတချင်းဆိုရင်းနဲ့ကြော်ကြားအောင်မြင်သွားလိုက်တာဆရာဝန်ရောပြည်သူ့ကားရောအင်ဂျင်နီယာရောစစ်ဗိုလ်ချုပ်ရောအကုန်လုံးတွန်တေးသိမ့်နံတချင်းလိုက်အော်နေရတာပါပဲ40ကျော်အချက်တို့လားခုနပြောတဲ့ဟိုခေါင်းလုံးတန်တညံညံပေးတို့ဘာတို့ပုံအော်နေကြတာပဲတချင်းမှာကိုထက်တင်ထားတာပဲခေါင်းလုံးတန်တညံညံဘယ်နာကြားလိုက်ကျွန်တော်ဖြင့်မလေးစားပဲကိုမနေနိုင်ဘူးကြွားเจ้าကိုသတိမရပဲကိုမရှိနိုင်ဘူးဒီလူကိုချစ်လိုက်တာတော်လိုက်တာသူသေးတော့ရုပ်ရှင်မင်းသားမင်းသမီးတွေသိရင်ရေဝေးမှာတိတ်လူစီတာပဲလိုက်ပို့တာမဟုတ်ဘူးလိုက်ပို့တဲ့မင်းသားမင်းသမီးကိုကြည်တာကြည့်ဖို့လာတဲ့လူကရှုပ်နေတာတွန်တေးသိမ့်နံသေးတော့လိုက်ပို့တာစီလိုက်တာမှအစီဆုံးပဲဘယ်ကလာကြတာတော့ရွာတွေကလာကြတာကားတွေနဲ့အဲ့ဒီမှာလော့စပီကာတွေဖွင့်လာတာတွန်တေးသိမ့်နံတဲ့ချင်းတွေကိုဖွင့်ပြီးတော့ရေဝေးသုတ်တန်တွေကိုအော်ကြီးဟဲ့ကျဝင်လာတာလူတွေကတချင်းကဖွင့်ထားကားကအကုန်လုံးကငိုလို့သူတို့ကြည့်ပြီးသုတ်တန်ရောက်နေတဲ့ကောင်တွေကလည်းဘာမှမသိရောငိုလို့ဘလောက်ဩဇာကြီးတယ်လေကျွန်တော်ဟိုလွယ်ချေကျွန်တော်သားဆေးုံပြုံဆောက်ပြည်သူကဆိုတော့သွားတယ်နေဆက်တရုတ်နဲ့ဟိုဘက်ကတရုတ်မြို့ဒီဘက်ကမြန်မာမြို့ကာရာအိုကေဆိုင်နေတန်းစီနေတာပဲဒီနေရာမှာတော့တွန်တေးသိမ့်နံမရှိဘူးလို့ထင်တာဘယ်ဟုတ်မလဲတညလုံးတွန်တေးသိမ့်နံနေကြီးပဲအဲ့တော့ဒီကာရာအိုကေဆိုင်လောက်ကဝိုင်းအော်နေကြတခုခုမင်းထွန်းပေါအောင်မြင်ဆုံးပြောက်လုပ်ပါသေးနှုတ်တာမရှိဘူးမင်းဈေးရောက်နာဝါသနာပါလားဈေးရောက်ခြင်းနဲ့ကမ္ဘာတန်းကျော်တတိဖြစ်သွားတဲ့လူတွေအများကြီးပါပဲအဲ့တော့ကိုရီမန်းချက်ဝါသနာနဲ့ကြိုက်ပါစေအဲ့ဒီရီမန်းချက်ထားပြီးပြီဆိုရင်တော့မဖြစ်မနေစ조사ကွာလွယ်နဲ့တော့ဘယ်ဖြစ်မလဲပြုတ်ကြမှာပေါ့ပြန်လန်ကြမှာပေါ့လန်ကြပြန်တဲ့ပေါ့မရောက်မချင်းတဲ့မျက်ခြေပြတ်မခံနဲ့တကားတို့ကိုခောက်ကြလို့တဲ့ဆရာပီမွန်းနဲ့ငါပြောတယ်ခောက်တော့သူတို့အတွက်တကားတို့ဒီပွင့်လိုက်မြည်တဲ့ကျွန်တော်ခဏနားပြီးတော့စဉ်းစားပါတယ်ကျွန်တော်တန်းထဲမှာလဘဆာမေးပွဲတစ်ခါမှမအောင်ဘူးလဘဆာမေးပွဲအောင်တဲ့တကားကိုရောမင်းဘယ်နှခါခောက်တော့တစ်ခါမှမခောက်ပါဘူးမအောင်တာပါဆန်းတယ်လေကျွန်တော်တန်းထဲမှာပထမတစ်ခါမှမရဘူးပါဘူးအဲ့ဒီတကားကိုရောမင်းဘယ်နှခါခောက်တော့စိတ်တော်မကူဘူးပါဘူးမရတာပါဆန်းတယ်လေဒီထဲမှာကျောင်းသူကျောင်းသားတွေပါပြောချင်ပါလေမင်းအခုတန်းထဲမှာပထမရပြီလားကွာမရသေးဘူးဆိုရင်မင်းညံ့လို့မဟုတ်အဲ့ဒီပထမဆိုတဲ့တကားကိုမင်းခောက်ရကောင်းမှမသိသေးလို့ခောက်ချင်စိတ်မရှိသေးလို့မခောက်သေးလို့ပါလို့ကျွန်တော်အခိုင်အမာပြောပါမယ်အခုကျွန်တော်ကပြောပါပြီခောက်ပါလို့ပြောပါပြီခောက်ရင်မင်းပွင့်လိမ့်မယ်ကွဧကံမုတ်ချပွင့်ပါစေမယ်ဗျာလွယ်တော့ဘယ်ပွင့်မလဲမပွင့်မချင်းခောက်ရမှာပေါ့ကျွန်တော်သမီးလေးကရက်ွက်မူလာတန်းကျောင်းမှာပထမနဲ့အောင်မြို့နယ်ကျောင်းရောက်စာတော်တာပဲ9တန်းမြို့နယ်ကျောင်းလက်ပတ်စာမွဲစစ်လို့ရပုတ်ကလာပေးတဲ့ခါကျတော့ဟိုနမ်းမှာကျွန်တော်စီဘူးခြေလမ်းမြန်မလာရဲဘူးသမီးရပုတ်ကပေးမလို့လားဟုတ်တယ်ဖေကြီးယူခဲ့လေခြေလမ်းကရွေလေးဟဲ့ဘယ်လိုဖြစ်နေတာတော့ကျွန်တော်မထင်ပါဘူးကျွန်တော်သမီးကြမယ်ဆိုတာလုံးဝမယုံမနိုင်ပါဘူးအဲ့တော့ position 1 2 3 4 5တော့ဝင်မှာပေါ့ယူခဲ့ဘာဖြစ်နေတာလဲမပြချင်ပြကြည့်လိုက်ဟိုးအော်စရာကောင်းလိုက်တာကျွန်တော်သမီးရဲ့အဆင့်က20ကျော်နေပါလေဘာသာဆုံးအောင်နေဗျဘာသာဆုံးအောင်ပြီးတော့အမှတ်တရလည်းကောင်းနေဗျအဲဘာဖြစ်လို့အဆင့်က20ကျော်ရတာတော့ဒေကြီးဒီเจ้าမှာသမီးဘယ်တော့မှတစ်မရနိုင်ပါဘူးဒီเจ้าမှာဆရာမနော်တင်ကြီးရဲ့တပည့်တွေနဲ့တိုးနေပြီနော်တင်ကြီးဆိုတာကရင်မစာသင်သိကောင်းစ조사သင်အဲ့ဒီเจ้าမှာကသူငယ်တန်းဟိုသင်တဲ့ဆရာမက4တန်းထိလိုက်သင်ရတယ်သူတပည့်တွေနဲ့တက်သွားတယ်အဲ့ဒီတပည့်တွေ4တန်းရောက်ပြီးမှသူကပြန်ငယ်တန်းကိုပြန်ဆင်းနော်တင်ကြီးနဲ့အဲ့ဒီ4နှစ်မိသွားတဲ့ကောင်တွေကတော့ပြန်နေတာပဲသင်ချလဲတော့လက်ရည်တွေကလည်းကောင်းစစ်စနစ်ကကြအဲ့ဒီအုပ်နဲ့ကျွန်တော်သမီးကသွားတိုးတာ9တန်းမှာမရဘူးသမီးကျွန်တော်
တငယ်ချင်းပေးတဲ့စာအုပ်22အုပ်စာအုပ်စင်မောကဖုန်နေခါသမီးကိုပေးဖတ်သမီးရဲ့သမီးကျွန်တော်လူဖြစ်နေဖတ်သမီးရဲ့ဖတ်တော့အာမန်တဲ့ကျွန်တော်ကဂိုက်လုပ်ပေးရတာပေါ့လက်ရေးကမမိဘူးသမီးရဲ့သူ့တငယ်ချင်း3ယောက်ကစာအုပ်တွေယူလာပြဟိုးဝိုင်းဆက်လာဟုတ်တာပေါ့ဒီလက်ရေးမျိုးကျွန်တော်သမီးပဲရှင်နိုင်မှဒီနေ့ကစပြီဖေတို့လက်ရေးလိုက်ရေးအောင်သမီးရဲ့ဖေကြီးစက်ပေးမယ်ရေးငါသမီးအလှဝိုင်းအောင်ရေးတာပေါ့အားပေးရတာပေါ့ဟာကောင်းလာပြီတော်လာပြီတလားလောက်ကြာတော့အတော်ဝိုင်းလာပါပြီငါသမီးရဲ့ဆက်ကြိုးစားသူတို့မိပြီသမီးကခေါင်းခါပြတယ်သမီးကမလှလောက်အောင်ရေးတာသူတို့ကဆရာမအမြန်ပြောသွားတာကိုလိုက်ရေးတာဗျအေးအဲ့လိုအမြန်လိုက်ရေးရင်လည်းလှအောင်ကြိုးစားပေါ့သမီးရဲ့ကြိုးစားရင်ရပါတယ်လက်ရေးလှသွားအောင်ကတော့တလပဲပြောင်းရပါတယ်အမြန်ရေးတာကိုလှအောင်ကတစ်နှစ်ကြာပါတယ်ခောက်နေပြီပေါ့သူ6တန်းနှစ်ကြာတော့ position 10နာကိုကပ်ပြီ10နာမဝင်သေးဘူးဆက်ခောက်ငါသမီးဆက်ခောက်9တန်းနှစ်ကြာတော့10တဲ့ငါတွင်နဲ့ဝင်လာပြီ10တန်းနှစ်ကြာတော့1နှစ်3ကိုသူလည်းလူနိုင်သွားပါပြီကျွန်တော်ဒီတိုင်းပြစ်ထားလိုက်ဒီကလေးစိတ်လျှော့သွားမှာပေါ့အဲ့တော့ခောက်ပါတကားတို့ခောက်ပါသားသမီးတွေကိုကြတော့မိဘတွေရတယ်ကူခောက်ပေးရတာပေါ့အဲ့လိုနည်းနဲ့ရှစ်တန်းကြတော့ဒီဘာသာစုသူတငယ်ချင်းတွေလိုပဲအောင်သွားပါလေကျွန်တော်ပြောချင်တာကတကယ်ခောက်ရင်မြည်သူမဆိုပွင့်ပါမခောက်လို့ကျွန်တော်တို့မပွင့်ကြတာပါကျွန်တော်အဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့အာမန်တက်သွားလိုက်တာနောက်တော့ကိုယူတော့လွန်ကလေးမဟုတ်တော့ပါဘူးစိတ်ပါလက်ပါယူအရင်မဆိုင်လေတိုးလိုက်ငွေရင်းတပြားမှမရှိဘဲနဲ့တန်းကြွယ်တထေးဖြစ်တဲ့နီးနိုင်ငံခြားကကြောင့်နေပြီးမွန်းနေကရေးကျွန်တော်စာရေးဆရာဖြစ်တော့မြန်မာနိုင်ငံထဲမှာတွေ့နေရပြီးခဲ့တဲ့၄နှစ်လောက်ကဟိုဟင်္ဒရာကတစ်ဖက်သွားဝဲကြီးတဲ့ကိုဝင်းထိန်နဲ့သူက3,000ကျော်လောက်တန်းပါလေဆက်ကားနဲ့ခေါ်သွားဟင်္ဒရာကြော်ရင်မဲ့ဗျာအသက်6နှစ်ဖြတ်စူဂျုံနေတိုးရွာစီယိုတွေဖောက်ထွက်ကိုဝင်းထိန်ငါကားဆိုရင်မမောင်းတော့ဘူးကွာကျွန်တော်နှမျောတော့ကိုဝင်းထိန်ကပြုံးနေသူ့ရွာရောက်တော့ရွာဥမှာရွှေအောင်တဝင်းဝင်းနဲ့ဖះကိုဝင်းထိန်တဲတာဘုန်းကြီးကျောင်းဝင်းထဲမှာတက်တဲ့ဘုံဆောင်နဲ့နှစ်ထပ်ကျောင်းကြီးကိုဝင်းထိန်ကောင်းမှုအဲ့ဒီကျောင်းကြီးဘေးမှာပဲတိမ်ကျောင်းကိုဝင်းထိန်ဆောက်တာရွာလယ်မှာနှစ်ထပ်စာတင်ကျောင်းရှိကြီးကိုဝင်းထိန်ကောင်းမှုပဲအဲ့ဒီကျောင်းရှိခွက်လက်ကွင်းမြင်မှာဆရာရဲ့ကျွန်တော်တို့ရွာကလူတွေကိုအသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်အောင်ဟောပေးစမ်းပါဆရာကုန်ကြစရိတ်အားလုံးသူတယောက်တည်းကခနဲ့ကိုဝင်းထိန်မင်းရတယ်ချမ်းသာလိုက်တာကွာတစ်ထေးသားလားကွာကျွန်တော်မေးတော့ဘယ်ဟုတ်မလဲဆရာဒီရွာမှာစားရမယ်တောက်ရမယ်ဆင်းရဲလွန်းလို့ငါဒီတိုင်းတော့မနေဘူးကွာတစ်ထေးဖြစ်အောင်ကြိုးစားမယ်ကွာဆိုပြီးတော့ရန်ကုန်ဆင်းလာပါဆရာကားစီးသွားတော့ကားကပေးစရာမရှိလို့စပယ်ယာကကန်ချမယ်ငရင်ရိုက်မယ်တကယ်လုံးမနေရှ िख ိုးဦးတွေတောင်းမှရတလန်းလုံးကျွန်တော်ခိုင်းမှာခမရလောက်ပါတကယ်လဲခိုင်းပါလေဆရာတလန်းလုံးကျွန်တော်လောက်ရဘာမှမလုပ်တော့ပါဘူးဖင်ပေါ့တယ်အတွက်ကမရှိလောက်တယ်ဒရိုင်ဘာကမြင်တယ်ဒီကလေးမဆိုးဘူးရန်ကုန်ရောက်ပြီမင်းဘယ်သွားမလဲကျွန်တော်သွားเสียနေရာမရှိပါဘူး။အော်မင်းတော့ဒုက္ခရောက်တော့မယ်ကောင်မင်း။ကဲဒီလိုလို့ငါကားမှမင်းကုန်ထမ်း။ညကျတော့ဒီကားကိုစောင့်ပြီးတော့အိပ်ပေါ့ကွာ။ဟာဟန်ကြလိုက်တာအလုပ်လည်းရပြီ။အိပ်เสียကြောခင်းမှုနေရာရ။ဒရိုင်ဘာကလည်းဟန်ကြညာတိုင်းကားဆောင်ပတ်စံပေးနေရ။ပတ်စံမပေးရတော့လည်းကားခိုင်းလို့ရ။အဲ့ဒီကောင်ကဗျာစပယ်ယာကိုနင်းပေးနှိပ်ပေးဒရိုင်ဘာကိုနင်းပေးနှိပ်ပေးလက်ဖေးဆိုပြေးဝဲလိုက်ဆေးလိတ်တိုလေးကောက်ကင်တာနဲ့မီးပြေးချစ်ပေးဒရိုင်ဘာစပယ်ယာကိုနောက်တူချစ်သွားနောက်တော့စပယ်ယာဒီပြင်ကားပြောင်းသွားဒီကောင်ယာတုတက်သွားစပယ်ယာဖြစ်သွားစပယ်ယာဖြစ်တော့လေသူ့ဆရာကိုယူသေးတော့ဆရာကချစ်တယ်နဲ့ကားမောင်းတင်ပေးကားရေဆဲကြီးအောင်ကွာကားစီထုတ်ချီကွာမောင်းတက်သွားတော့လိုင်စင်လုတ်သူတို့ဆရာကားတစ်ထောင်တော့ဒရိုင်ဘာအမခံပြောပေးတာနဲ့ဒီကောင်ဒရိုင်ဘာဖြစ်ဟိုကောင်စပယ်ယာကစပယ်ယာတိုင်းမကြံခဲ့တယ်နော်သူဒရိုင်ဘာဖြစ်တဲ့ခါကျတော့ရတဲ့ငွေကိုမတော့မစား900ဆဲလိုက်တော့မတုံဆွဲဘူးစုထားငွေကလေးချစ်ပါသိကားပြည့်ရင်သူများလိုဝါရှော့ထိုးပြီးတော့လက်ဖေးတိုင်းမသွားဘူးကားတန်ရောစင်နဲ့ဘေးကထိုင်ကြည့်ဘာဖြစ်လို့ပြတ်တာလဲဗျဘယ်လိုလုပ်လို့ကောင်းသွားတာလဲအဲ့ဒီပစ္စည်းထည့်ရတာဘာပစ္စည်းလဲ
တခါပြတ်တော့တစ်မျိုးတက်10 ခါပြတ်တော့10 မျိုးတက်အဲ့ဒီမှာရင်နောက်တော့ကားကောင်းကောင်းပြင်တက်သူစုမိတဲ့ငွေကလေးနဲ့ဝက်ရှော့ကလေးထောက်ကြည့်အောင်သူ့ဆရာက driver မှာကြံခဲ့ပြီဝက်ရှော့သေးသေးလေးကနေချိန်မှန်နေကွာလောက်တာကောင်းနေကွာဆက်ဆံရေးပြင်းလေတဲ့ကွာအတ္တများတော့ဝက်ရှော့ကြီးဖြစ်အခုနောက်ဆုံး10 ဘိန်းကားကြီးတွေဘော်ဒီရိုက်ရောင်းတာကားတစ်စင်းကို390ရကိုဝင်းထိန်တထေးဖြစ်သွားတာပဲသူဆရာ driver ကဒီတိုင်းပဲကြံခဲ့သူကတထေးဖြစ်အောင်လုပ်မယ်ဆိုတဲ့ရီမန်းချက်ထားတာကိုဘယ်ရက်လို့ရမလဲကျွန်တော်တို့ရီမန်းချက်မြင့်မြင့်မာမာထားစမ်းပါကိုဝင်းထိန်နဲ့တွေ့ပြီးကျွန်တော်60မြို့ဆင်မွဲပြန်တော့ကျွန်တော်ငယ်ငယ်စပယ်ဟာဥကန်ထူးသူနဲ့တွေ့နာမည်ကတော့ကန်ထူးပဲလူကတော့ကန်မထူးဥကန်ထူးဘာရင်လုပ်နေတော့ဩဆရာကလည်းငယ်ငယ်တုန်းကစပယ်ခုလည်းစပယ်ပေါ့ဥကန်ထူးသူ့ကိုယ်သူမမြင့်တင်ပါဘူးဒီတိုင်းပဲနေနော်လူဆိုတာကိုယ့်ကိုယ် promotion ပေးရမယ်ဗျသူများပေးမယ် promotion မှာကျွန်တော်တို့ကမျောနေတာကိုယ့်ကိုယ်မြင့်အောင်မြင့်အနည်းဆုံးစာရီဖတ်တစ်နှစ်ကိုလားခင်ဗျာအုပ်20ဖတ်ပြီးအသိဉာဏ်ပညာမြင့်သွားပြီနောက်တစ်နှစ်ကျတော့အုပ်40ဖတ်နှစ်ဆတိုးမြင့်သွားပြီ promote လုပ်တယ်ဆိုအဲ့ဒါ promotion ပေးပါဥကန်ထူးကကျွန်တော်ငယ်ငယ်ရလေစပယ်ဟာခုလည်းစပယ်ဟာဟောခမရသားကြီးအောင်ရောဟောဆရာကလည်းစပယ်ရသားစပယ်ဟာပေါ့ဆရာရဲ့ဟောဥကန်ထူးကသူ့ကိုယ်သူမမြင့်အောင်မကဘူးသူ့သားသမီးကိုလည်းသူ့ရဲ့မြင့်အောင်မမြင့်နိုင်ဘူးဟမ်ခမရတို့ကလည်းအဖေစပယ်ဟာသားစပယ်ဟာကိုကျွန်တော်ကမကျေနပ်လို့ပြောတာဥကန်ထူးကချီးမွမ်းတာမှတ်လို့ဘယ်ကမလဲဆရာခုကျွန်တော်သမီးကြီးကမွေးတယ်မြည်ကလေးလည်းစပယ်ဟာပဲခမရသွားပြီပေါ့ကျွန်တော်တို့မျိုးနွယ်ဆက်တွေအဲ့ဒီလိုသာဖြစ်ရင်တော့ဒီလူမျိုးကဘာမှာတုံးပြီပေါ့နှိပ်ရှုံးပြီပေါ့ကိုလည်းမြင့်မှာကိုပတ်ဝန်းကျင်လည်းမြင့်မှာအဲ့တော့ကျွန်တော်ကဗျာအဲ့ဒီစာအုပ်ဖတ်ပြီးတော့အာမန်တဲ့ကျွန်တော်တငယ်ချင်းတလာနီးပါးဖတ်ရတယ်20နှစ်တထိုင်တည်းနဲ့ပြီးတာနဲ့ကျွန်တော်ဘာလုပ်ချင်တော့မိုးကိုဒူးနဲ့ပြတ်တက်ချင်တယ်အမှန်တိုင်းဖြစ်တဲ့တိုင်းပြောတာခက်ချောင်ချောင်ပဲတက်ကြွတာမဟုတ်ဘူးကြွတက်တာအဲ့ဒီမှာကျွန်တော်diary စာအုပ်ကိုယူပြီးရေးလိုက်ဒီနှစ်10 တန်းပြန်ဖြေမယ်8 နှစ်တက္ကသိုလ်ဆက်တက်မယ်10 တန်းပြန်ဖြေမယ်ကတော့ဟုတ်တာပေါ့8 နှစ်တက္ကသိုလ်ဆက်တက်မယ်ကမင်းအောင်မကိုအောင်မမလားဆိုတဲ့တန်တရားစိတ်ကျွန်တော်မှာသေးကလေးတောင်မရှိပါကြည့်နော်ဒီလူတယောက်แท้ပဲဗျဟိုတခါတုန်းကတော့10 နှစ်မကတသက်ဖြေရင်တော့မအောင်ဘူးလို့ထင်တယ်အခုတော့8 နှစ်တက္ကသိုလ်ဆက်တက်မယ်ဘယ်တော့စမလဲကွပီမုန်းနေတဲ့ပဲဗျာစနေအင်္ဂါရက်ရစာရွေးမနေနဲ့ကွအခုတိခုစကွအဲ့ဒီနေ့ပဲကျွန်တော်စဘာနဲ့စအင်္ဂလိပ်စာနဲ့စဒါခုကျွန်တော်ပြောနေရတယ်တကယ်ဖြစ်မှန်ပါပဲလောက်ချင်ပြောတာမပါဘူးအင်္ဂလိပ်စာနဲ့စလိုက်တော့အစမှခန့်ညံ့ကောင်း6 နှစ်တိတိလွမ်းနေလိုက်တာအင်္ဂလိပ်စာ I go to school တောင်မလုပ်တတ်တော့ပါဘူး8 နှစ်တက္ကသိုလ်ဆက်တက်မယ်ကောင်းအဲ့လိုလဲတွေးလိုက်ကြောကျွန်တော်ပြောလိုက်တဲ့စကားရှိပါတယ်နှုတ်ကမပြောပါဘူးယင်ထဲကပြောတယ်စကားယင်ထဲကပြန်ကြားတကယ်ပြောခဲ့ပြီးတော့တကယ်ကြားခဲ့ပါတယ်စာချစ်သူများစကားလက်ဆောင်ပေးပါမယ်ကောင်းတယ်စမယ်စရင်တုံညကစမယ်ပြောလိုက်ပါတယ်ပီမုန်းင်းစကားနဲ့ပြောရင်အဲ့ဒါအောင်စိတ်ပါပဲလူတယောက်အောင်တော့မယ်ဆိုရင်နောက်မတွန့်တော့ဘူးဗျရှစ်တူယူကိုပဲတက်တော့မှာပဲအဲ့တော့ပီမုန်းင်းကဘယ်လောက်များအားပေးလို့ဒီတကားကိုခောက်တဲ့နေရာမှာမသေးပဲသေခင်ရောက်နေတော့ခောက်ကွာမိုးသက်မုန်တိုင်းကြီးကြုံတဲ့ခါမှာအိမ်တေးကတကားမပွင့်မင်းသေးတော့မှာပဲမရရအောင်ခောက်တယ်လို့ခောက်မတပေါက်ပြီးတပေါက်လိုက်ခောက်ကျွန်တော်အဲ့ဒီမှာအားတက်ပြီးတော့အင်္ဂလိပ်စာကိုတကယ်တုံညကစရပါတယ်ကျွန်တော်ကြောင်းမတက်နိုင်ပါဘူးအလုပ်လုပ်နေရပါပြီကျွန်တော်တို့ခက်ကကျူရှင်မရှိပါဘူး Amen A. လူတယောက်ခွေးတကောင် Lesson English Book 1ပါကလေး9 ရက်နဲ့ကျွန်တော်ပြီးမြန်မာလိုရှင်းရေးထားတယ်လွယ်တယ် Book 2 9 ရက်နဲ့ပြီး of Amen of A. လူတယောက်ခွေးတကောင် Book 3ဝါကြကြီးတွေပါလာပြီ20ချောင်းပေးတယ်အင်္ဂလိပ်လိုပေးမြန်မာလိုပြန်မြန်မာလိုပေးအင်္ဂလိပ်လိုပြန်အဲ့ဒီလောက်ကြတော့ကျွန်တော်ထက်တန်းကျောင်းကအင်္ဂလိပ်စာဆရာနဲ့ဆရာမသွားပြတလှည့်စီပြအားနာလို့ပတ်စံမပေးရဘဲနဲ့ပြလို့နောက်တော့ Book 4ဟိုးရှေ့တုန်းကပုံမြင်ကြီးတွေကိုကျွန်တော်ဘာသာပြန်တတ်ပြီကိုယ်ပိုင် English နဲ့ letter writing ရေးနိုင်ပြီ essay ရေးနိုင်ပြီ4 လခွဲပဲကြာပါတယ်အဲ့ဒီမှာပြထန်းတဲ့စာအုပ်လက်ညှိုးလောက်ထူပါတယ်ကော်ရဲအလန်နဲ့ကျွန်တော်ဝတ္ထုစာအုပ်နဲ့တိုက်ဖတ်မင်းလင်းစာအုပ်နဲ့တိုက်ချက်ဟို
နှုတ်ဆုံးရှင်းလင်းချက်နဲ့တိုက်ပြီးတော့ကြည့်တစ်ခေါက်ပြီးတော့နောက်ကျောဘုံကိုတစ်ချစ်ပြန်စနှစ်ချစ်သုံးချစ်လေးချစ်ငါးချစ်ကျွန်တော်စာအုပ်နောက်ကျောဘုံအားလုံး25ချစ်ရှိတယ်ညက်ကိုကြေးလို့ခင်ဗျာတအားပင်မအောင်လုပ်ရတာပဲလားဗျာဘယ်ဟုတ်မလဲပင်မမအောင်ကျွန်တော်မင်းင်းကိုပဲလို့ချက်သမင်းဆိုင်မှာလာကပေးစားတော့မနေ့သွားသမင်းဆိုင်10လုံးထုတ်သွားတယ်သမင်းပွဲပြင်ခုနေလုံးချက်ညနေ10လုံးတနေ့လုံး20ချက်နှစ်တော့မှမင်းင်းနေကုန်သွားလို့ချက်စရာမရှိလို့လွမ်းတောင်နေရသေးပေါ်ရာနာတွေကိုမြန်မာစာရေချိုးသွားရင်းနဲ့ချက်အဲ့လိုနည်းနဲ့အင်္ဂလိပ်စာရိုက်ချရင်တော့မကြတော့ဘူးဆိုမှခရိုင်ပညာဝင်ရုံသွားကျန်တဲ့ဘာသာတွေအသင်ယုံညွှန်းတန်းကိုတောင်းပြီးတော့မှကျွန်တော်6နှစ်ပြတ်ထားတဲ့ကောင်ဘယ်လိုနည်းနဲ့မှခြေကျော်လက်ချော်ကြမခံနိုင်ပါဘူးအားလုံးညံ့ညက်ကြည့်အောင်လုပ်တလလိုမှအကုန်ပြီး revision ပြန်9ရက်လိုမှအကုန်ပြီးသိပါပြီကျွန်တော်မော်တော်ကားကိုဝေးဝေးကရှောင်ပါတယ်လမ်းလျှောက်လက်ကိုကားမတိုက်ရင်အောင်ပြီသိဖြေတဲ့အခါကောင်းစွာဖြေနိုင်ပါတယ်အောင်စင်းထွက်တဲ့အခါမှာကောင်းစွာအောင်ပါတယ်6နှစ်ပြတ်ထားတဲ့အကောင်မှာကြောင်းမတက်ကျူရှင်မရှိဘဲနဲ့အောင်ပါတယ်အဲ့ဒီဟာကိုကျွန်တော်တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အခါကျတော့ကျွန်တော်အမှတ်ကကြိုက်ရတက္ကသိုလ်သွားနိုင်တဲ့အမှတ်ပါပဲကျွန်တော်မန္တလေးတက္ကသိုလ်မြန်မာစာအဓိကလျှောက်ပါတယ်ဒီမျိုးကဆရာကြီးမြကေတုဟာကျွန်တော်ရဲ့မြန်မာစာဌာနဆရာရင်းပါပဲကျွန်တော်ဆရာကြီးရဲ့တပည့်အရင်ပါပဲနောင်ဆရာကြီးမျက်စိကွယ်သွားတဲ့အခါတောင်ကျွန်တော်ကဘလောက်ယဉ်ကျေးချစ်ခင်နှုံးဆိုမရောက်တာကြာလို့ဆရာအိမ်သွားပြီးတော့နှုတ်ဆက်လိုက်ဦးဆရာနေကောင်းလားအတန်ကလေးကြားရုံနဲ့မောင်းတင်လိုက်ပဲကွာအဲ့လောက်ယဉ်နီးပါတယ်ဆရာကနတ်ရှင်အောင်ကြောက်မြန်သင်လို့ရှိရင်သူလဲတောင်လူသားဆိုတော့နတ်ရှင်အောင်ရရုတွေကလည်းတကယ်ကောင်းတာပါအနုအနှွဲ့အလှသင်္ကာရယတဆရာနတ်ရှင်အောင်ရရုကိုသင်ပြီဆိုရင်ကျွန်တော်တို့တပည့်တွေကတက္ကသိုလ်ဆရာမအားလုံးကရောမြတ်ကေတုနတ်ရှင်အောင်ဝင်ပူးနေပြီလို့ပြောကြပါတယ်ဒါသူ့ရဲ့ crazy ပဲကြောင့်မို့လို့ဘယ်သူကမပေးတာမဟုတ်ဘူးဆရာအိမ်ရှိကလမ်းတက္ကသိုလ်တစ်ခုလုံးကပေးတဲ့နာမည်ပါပဲနတ်ရှင်အောင်လမ်းတဲ့ဒီလိုသမိုင်းတွင်အောင်ဆရာကလုပ်ခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်မြန်မာစာလျှောက်တာတယ်အဲ့ဒါမရဘူးဆိုရင်မှကျွန်တော်ဖေကလက်သမားဆိုတော့ကျွန်တော်စိုက်ပျိုးရေးတက္ကသိုလ်ဒုတိယဦးစားပေးလျှောက်ပါတယ်အဲ့ဒါမှမရဘူးဆိုရင်တော့မင်းအမှတ်တိုင်သွားဆိုသွားပါမယ်စေတက္ကသိုလ်လို့လျှောက်ပါတယ်နည်းနည်းကြောင်းမြန်ဖြစ်ပါတယ်စတန်ထွင်တာမဟုတ်ပါရိုးရိုးသားသားလောက်တာရိုးသားလုံးအကြီးတော့အဆန်းထွင်တယ်လို့ဖြစ်ပါလေဆရာပြီးမုန်းနေရမေးတယ်လေမင်းဘာဖြစ်ချင်တယ်လဲကွာကျွန်တော်စာရေးဆရာဖြစ်ချင်တယ်ဖြေပြီးပြီအဲ့ဒီကကျွန်တော်ဆရာမပြောတယ်ငါးရမ်းကလေးကပြောတယ်စာရေးဆရာနှလုံးသားထဲမှာစွဲတယ်စာရေးဆရာအဲ့တော့စာရေးဆရာဖြစ်ချင်တဲ့ကောင်ဟိုအောင်ဒီအောင်လုပ်နေနဲ့မိမြန်မာစာကျွမ်းမို့လို့တယ်ကွာမြန်မာစာကြောက်စာကိုသင်ရမယ်ကြောက်စာဖတ်တတ်မယ်ပါဠိဘာသာတတိယနှစ်ထိသင်ရမယ်ပါဠိကလည်းကျွန်တော်တက်ဖို့ကောင်းတယ်သမိုင်းသင်ရမယ်စိတ်ပညာသင်ရမယ်ဟိုစာရေးချင်တဲ့ကောင်နဲ့အန်ကိုကြလို့အဲ့ဒါကျွန်တော်မြန်မာစာတစ်လျှောက်တော့မြန်မာစာကကျွန်တော်ရွေးလိုက်ပါတယ်တက္ကသိုလ်ဝင်ခွင့်ကျွန်တော်ရဲ့ခုံနံပါတ်တစ်ပါပဲအမှတ်အများနဲ့စီလိုက်တော့ကျွန်တော်1ရတစ်သက်လုံးမရဘူးတဲ့1အဲ့ဒီမှာစရအဲ့ဒီတော့က1965ခုနှစ်တက္ကသိုလ်လူကြီးကျော်နေစရွေးတယ်နှစ်ကျွန်တော်လူ1ရတဲ့လူ9ယောက်ရှိပါတယ်ပါမောက္ခချုပ်နဲ့ပါမောက္ခတွေကကျွန်တော်တို့9ယောက်ကိုထပ်ပြန်ခိုင်းပါတယ်ကျွန်တော်ထပ်ပြီးတော့1ရပါတယ်မဆန်းပါဘူးပြီးမုံနေတပည့်ခောက်နေပြီတဲ့ခောက်ရင်တကားတွေကပွင့်ပါလေဒီတော့မလို့ခောက်ကြပါလို့ပြောချင်ပါလေအဲ့တော့1ရတော့ကျွန်တော်တက္ကသိုလ်လူကြီးကျော်ရွေးခံရပါတယ်လူရဲကျုံစခန်းမှာတက္ကသိုလ်ပေါင်းစုံကလူ152ယောက်ရှိပါတယ်တလားအဲ့ဒီမှာလည်းပဲထပ်ပြန်ရပါတယ်ကျွန်တော်ထပ်ပြီးတော့ဒုတိယရတဲ့လူနဲ့ကျွန်တော်မှတ်နေဆိုရင်20တောင်กว่าတယ်လို့သင်္นานမှုတွေကမကျင်ညာတော့ပြောပါတယ်ဘာလို့တာတော့ဆိုတော့သိငယ်နေရာတွေပျောက်ပြီးတော့တကားဆိုတာခောက်ရင်ပွင့်တယ်လို့သက်သေပြကျင်တာပါဗျာစာချစ်သူများပြန်စဉ်းစားလိုက်ပါကျွန်တော်လဘတ်စာမေးပွဲတစ်ခါမှမအောင်ဘူးတဲ့လူပါလူ60ရှိတဲ့တန်းထဲမှာ42နောက်မှာရှိတဲ့လူပါကိုညံ့နေထင်လို့ညံ့နေဘူးပါတယ်စာချစ်သူများလဲကိုညံ့နေထင်ပြီးတော့ညံ့နေကြမှာစိုးလို့ပါလူများစွာတို့သည်တဲ့ကို့မှာရှိသောအရေးချင်းကောင်းများကိုထုတ်ပြီးတော့မသုံးလိုက်ကြပဲနဲ့သေရွာအထိပါသွားကြတာနှမျိုးစရာကောင်းလိုက်တာကျွန်တော်တို့အသီးသီးမှာအရေးချင်းနေရှိပါတယ်ကျွန်တော်ကို
ဆရာပီမုန်းနင်းကအဲ့ဒါဖော်ထုတ်ပေးခဲ့တာပါဆရာကြီးကကျွန်တော်ဘဝရဲ့ကယ်တင်ရှင်ကျေးဇူးရှင်ပါပဲဆရာပီမုန်းနင်းအနှစ်ဒီရုပ်ရှင်အနှစ်တရာပီမုန်းနင်းဆရာကြီးအနှစ်တရာပြည့်မှာစံညွန့်ကိုပထမဆုံးရေးတဲ့ဆရာကြီးမို့လို့ပီမုန်းနင်းတရာဘွဲပူဇော်ဘွဲရုပ်ရှင်ကလုပ်ပါတယ်ကျွန်တော်ကိုခေါ်ပြီးတော့ပီမုန်းနင်းကြောင်းဟောခိုင်းပါတယ်ဒါကလေးကိုဟောပြီးတော့ပူဇော်ရပါတယ်30မြို့သားဆရာမျိုးကိုသွားပြီးတော့လေပူဇော်ပါတယ်အဲ့တော့ဆရာကြီးနဲ့ကျွန်တော်နဲ့ကအသက်ချင်းမိဝင်မိတွက်ပဲကြွာပါတယ်ဆရာကြီး1941မှာကွယ်လွန်ပါတယ်ကျွန်တော်1941မှာမွေးပါတယ်သူကွယ်လွန်တဲ့နှစ်မှာကျွန်တော်မွေးတာပါပဲသူသေးပြီးမှမွေးမယ်ကောင်ကိုညောင်ကြတဲ့ခေါင်းမဆိုင်အောင်ဆွဲကယ်ခဲ့တယ်ဆရာစာပါပဲဆရာကိုပူဇော်ပြီးတော့တောင်ငူမြို့မှာချစ်စွာသောစာချစ်သူများကိုကျွန်တော်ဒါကလေးဟောတာပါကျွန်တော်ဘဝနဲ့ထင်ဟပ်ပြီးတော့ပြောတာပါတောင်ငူကိုဒီချိန်နဲ့ဆိုရင်ကျွန်တော်3ချိန်ရှိပါပြီဟောရတာ3ချိန်စလုံးပြီးတဲ့အထိဒီလိုပဲတောင်ငူပြည်သက်ကအင်ပြည့်အပြည့်ချစ်ခင်စွာနဲ့ကောင်းစွာနားထောင်ကြတယ်စာရေးဆရာတိုင်းကိုပြောတယ်တောင်ငူကဖိတ်လို့ဆိုရင်ဝန်သားရသွားပြည်သက်ကတော့အရန်ကောင်းမယ်အားရပါရပြောကျွန်တော်အဲ့ဒီလိုမှားလေးရှိပါတယ်စာချစ်သူများကိုကျွန်တော်ညီကုန်းချုပ်ပါတော့မယ်တကားတို့ခောက်ဆန်းပါခောက်ကြပါဒီမှန်းချက်ကြီးထားစမ်းပါဟိုးတောင်ထုအမြင့်ကိုကြည့်ပြီးတော့စိတ်မမောလိုက်ပါနဲ့လေကားတစ်ထစ်ချင်းတက်ရမှာပါအထုပ်ကိုခုံမတက်ရပါဘူးတစ်ထစ်ချင်းတက်ရင်နောက်ဆုံးတော့တောင်ထိပ်ရောက်သွားလိမ့်မယ်အဲ့ဒီခါမှာအောက်ကိုပြန်ငုံကြည့်လိုက်အိုးခရီးအများကြီးပောက်ခဲ့ပြီကောအံ့ဩပါလိမ့်မယ်ဘာတခုမှမလုပ်ဖဲနဲ့အောက်မှာကြံခဲ့တဲ့ကောင်ကအဲ့ဒီကောင်စတော့ကငါနဲ့အတူတူပါပဲကွာမမီမကန်းနဲ့ပခုံးကိုလှမ်းဖက်တယ်မဖက်နဲ့မင်းမမီတော့ဘူးမင်းလည်းဖက်ချင်မင်းဝါသနာပိစစရိုက်နဲ့ကိုက်ညီတဲ့အထွတ်တစ်ခုတက်ခဲ့ပါနောက်ကျသွားတယ်ဆိုတာမရှိဘူးနောက်ကျသွားတယ်ဆိုတာမရှိပါဘူးတတိယတဲ့ချိန်လုံမယ်ကွာလို့ဆုံးဖြတ်တဲ့ချိန်ကချိန်ကောင်းပါပဲတက်ပါသူကမင်းနဲ့10နှစ်စောရောက်ချိန်ရောက်မင်းကနောက်10နှစ်မှရောက်ပြီလဲပဲအတူတူပဲလှမ်းပြီးတော့ပခုံးဖက်လို့ရပါတယ်ကျွန်တော်တို့စောစောကပြောတယ်ကိုကန်ထူးလို့ကိုလည်းမမြင့်ကိုသားစဉ်မြေးဆက်ကိုလည်းမမြင့်မလုပ်ကြပါနဲ့အ ਨੇ ဆုံးတော့စာဖတ်ပြီးတော့ဉာဏ်ရည်မြင့်အောင်မြင့်ပါဉာဏ်ရည်မြင့်တာနဲ့မြလုပ်ရည်ကန်ရည်တွေတိုးမြင့်လာပါလိမ့်မယ်လုပ်ငန်းကင်ငန်းတွေကိုမြင့်ပါအ ਨੇ ဆုံးတော့တထေးဖြစ်အောင်လုပ်ပါဟာဆရာကလည်းတထေးဖြစ်အောင်များအနှိမ့်ဆုံးလို့အ ਨੇ ဆုံးလို့ပြောနေသလားအဲ့ဒါအ ਨੇ ဆုံးအနှိမ့်ဆုံးပါပဲမခက်ပါဘူးမလုပ်ကိုမလုပ်ကြလို့စွန့်စားစားတကားကိုမခောက်ကြလို့ဘယ်တစ်ထဲမှခွက်လန်အောင်ရှုံးပြီးတော့ကုန်းမထားရတယ်လို့မရှိပါဘူးအဲ့ဒီအရှုံးကိုမကြောက်ပါနဲ့ကုန်းထားဖို့သာမလျော့ဝိရိယမလျော့ပါစေနဲ့ထားရင်ဘယ်နှခါလဲတက်ပါနောက်ဆုံးတော့ဇွဲကောင်းတဲ့မင်းရီမန်းချက်ကိုရောက်မှာပါစာချစ်သူများအားလုံးကိုမြင့်ပါကိုမိသားစုကမြင့်ပါကျွန်တော်တို့ပတ်ဝန်းကျင်ကိုမြင့်ပါကိုမျိုးမြင့်ပါအဲ့ဒီလိုအားလုံးမြင့်အောင်မြင့်ကျွန်တော်တို့တနိုင်ငံလုံးမြင့်တက်ပါလိမ့်မယ်ဥစွာပထမတဦးချင်းစပြီးတော့မြင့်ခြင်းအဖြစ်လက်ရင်းသားစောချစ်လို့တောကြတောင်းဒါကတိမ်ငံမှုကြီးအောက်ကိုဖိစီးနေတဲ့ကောင်တောင်းဒီဘွားလောက်ရောက်ရင်စာချစ်သူများကျွန်တော်တွေဆယ်စတာရင်နဲပါလေအစရာထောင်တာလွန်တိုးတဲ့အောင်မြင်ကြပါစေလို့ဆုတောင်းရင်ညီကုန်းချုပ်ပါလေ